ပုပ္ပန္နတုတ်အနှစ်ချုပ်တရားဒေသနာတော်ဒီကနေ့ညဓမ္မသဘင်ခန္ဓာကိုရှင်းဖုံးတော်တဲ့ခင်ရှင်တော်မြတ်ဘုရား၏မဟာကရုဏာကုံကိုအာယုပြုပါတိကျူဖွဲ့ဆိုအပ်သောဝန္ဒနာပနာမအတိတဂါထာကိုရွတ်ဆိုပူဇော်ခြင်းဖြင့်စတင်ကြရအောင်ယောကပကောတိဟိပိအပမေယံကာလံကရောတောတိတုကရာတိခေရံကတောလောကဟိတယာနာထောနမောမဟာကာရုဏိကသတတ္တယောနာထောဝိနိယညာစွာတတ္တဝါဤချမ်းသာစီးပွားလူလာတောင်းတအကုန်ပေါင်းခါသဖြင့်နာထအမြညာခြင်းရှင်တော်မြတ်ဖရာသည်ကပ္ပကောတိဟိပိဂရေကဘာအရေးအတွက်တင်ချတို့ဖြင့်တော်လဲအဘယ်မေယံရည်တတိုင်းတာဖော်ပြခြင်းငါမစွမ်းနိုင်ပါသောကာလလေးအသင်ချေသိနေကဘာရှိကြသောကာလပတ်တော်လောကဟိတယတတ္တလောကဤအကျိုးစီးပွားအလို့ငါအတိဒုက္ခရာနိဥ္စာသက်ချေလက်အင်္ဂါမေတ္တာကြီးမာသမိတာလည်းတထာဇနိဆွညင်းကြီးဟုကျတိထဝေငါတို့အစုအလွန်ခဲရင်တော်မူရောကိုကရွန်တော်ဖရာဖြစ်ရန်ဤတန်ကြိုးကုတ်အာထုတ်တော်မူရသည်ဖြစ်၍ခေရန်လက်ချေမျက်လုံးအသက်ဆုံးလည်းနှလုံးစေဝံကိုရောဤပင်မညင်းတို့ကတောဘဝတဏ္ဍချိန်ခါများစွာရောက်တော်မူခဲ့ရရှာလေကြီးမဟာကရုဏီကတ္တတတ္တဝါများယင်ဝေသားကဲ့သို့တနာချစ်ခင်မဟာကရုဏာအရှင်ဖြစ်တော်မူသောတသနာတသဝိနည်းများစွာတတ္တဝါဤချမ်းသာစီးပွားလိုလားတောင်းတအကုန်ပေါင်းခါသဖြင့်နာထမြညာထိုရှင်တော်မြတ်ဖရာအားနမောယုတိပြောင်းပြော့မှန်ကိုလျော်၍ကရောယုကျိုးရှိခိုးခြင်းသည်အထုဘဝတုစင်စစ်မသွေဖြစ်ပါစေတည်းဥပ္ပန္နတုတ်အနှစ်ချုပ်ပရိကြီး7တုတ်ထဲမှာအာလောဘုရဝတ္တဝင်သူတော်စင်တွေကြားဘူးကြတယ်တချို့လဲရလဲရနေချတယ်နတ်နဲ့မိုးတောက်တဲ့အချိန်လေးမှာရွတ်ဖတ်တယ်ဆဲပြီးတော့အာယုံပြုလို့ကောင်းတဲ့တုတ်တန်တစ်ခုရှေးဆရာတော်တွေကစီစဉ်ပြီးတော့ဂါထာပုတ်ပေါင်း19ပုဒ်ဖြင့်ပုဗ္ဗန္နတုတ်ကိုဖွဲ့စည်းပြီးတော့ဖော်ပြထားဘုရားဝတ္တဝင်နေငယ်စဉ်တောင်ကြီးကလေးဘဝကစပြီးတော့ပရိတ္တလို့ခေါ်တယ်အန္တရာယ်ကိုကင်းရှင်းစေနိုင်တဲ့မြတ်စွာဘုရားဟောကြားတဲ့တရားတော်တွေကိုချက်မှတ်ကြတယ်အခါအားလျော်စွာပရိတရားတော်ကိုနာယူကြတယ်ရွတ်ဖတ်ကြတယ်တရစေကြအဲ့လိုရွတ်ဖတ်တရစေနာယူတဲ့ပရိတရားတော်တွေရဲ့အဓိပ္ပာယ်တွေကိုရှင်းရှင်းလင်းလင်းသိဖို့အမှန်တမ်းအရေးကြီးတယ်ရှင်းရှင်းလင်းလင်းသိလို့ရှိရင်ဒီပရိတရားတော်တွေထဲမှာနိဗ္ဗာန်ရောက်ကြောင်းအကျင့်တရားတွေရသော်ပြဟောဖို့ပြထားအဲ့ဒါကြောင့်မို့ပရိတရားတော်တွေဆိုတာနာယူုံနဲ့မကဘူးနာယူမှတ်သားပြီးတော့လေးလာပွားများကျင့်သုံးကြမယ်ဆိုလို့ရှိရင်မျက်မှောက်ဘဝမှာလည်းကောင်းကျိုးချမ်းသာတွေရနိုင်တယ်တမလွန်ဘဝမှာလည်းကောင်းကျိုးချမ်းသာတွေရနိုင်တယ်နောက်ဆုံးနိဗ္ဗာန်တိုင်အောင်မျက်မှောက်ပြုနိုင်အောင်အကျိုးရှိတဲ့တရားတွေဖြစ်သိရှိနားလည်ဖို့တော့လိုအပ်တယ်ဘုရားမြတ်စွာဟောကြားတဲ့တရားတွေဟာရှုံးကြည်ုံတက်တက်နဲ့မှတ်သားရမယ့်တရားမျိုးတွေမဟုတ်ဘူးသဘောပေါက်နားလည်ရမယ့်တရားတွေဖြစ်တယ်ဒါကြောင့်မို့မဂ္ဂင်၈ပါးထဲမှာဆိုရင်မြတ်စွာဘုရားကသမ္မာဒိဋ္ဌိမမှန်ကန်ကန်မြင်ခြင်းဆိုတဲ့အသိဉာဏ်ဘုရားဘာသာဝင်သူတော်စင်တွေအတွက်အရေးကြီးဆုံးအရာတစ်ခုဖြစ်တယ်နားလည်သဘောပေါက်မှပို့ပြီးတော့ကောင်းကျိုးချမ်းသာတွေရနိုင်တယ်ဒါကြောင့်မို့ဘာသာရေးကိစ္စလို့ဆောင်ရွက်တဲ့အခါမှာတခြားဘာသာတွေနဲ့မတူတဲ့
ဘုရားဘာသာရဲ့ဆောင်ရွက်မှုကနားလည်မှုပေါ်မှာအခြေခံတယ်ပေါ့ဒါကြောင့်မို့အရာခတ်သိမ်းကိုနားလည်အောင်ကြိုးစားကြရတယ်အဲ့ဒီပုဗ္ဗနန္တုမှာဂါထာပုဒ်ပေါင်း16ခုရှိတဲ့ထဲမှာမြတ်စွာဘုရားဟောတဲ့ဂါထာကတော့သူနခတ္တံသူမင်္ဂလာသုပ္ပဘာတံသူဥဋ္ဌိတံစတဲ့ဂါထာတွေပဲမြတ်စွာဘုရားဟောတယ်ရှေ့ပိုင်းကဂါထာတွေကတော့ရှေးကပညာရှိဆရာတော်တမေတော်ကြီးတွေနတ်နဲ့မိုးတော့လင်းရောက်တဲ့ချိန်မှာရွတ်ဖတ်ပူဇော်ပြီးတော့ဘုရားကိုအာယုံပြုလို့နေခင်းနတ်နဲ့ခင်းကာလမှာကောင်းကျိုးချမ်းသာတွေရဖို့နေ့လည်ခင်းကာလမှာကောင်းကျိုးချမ်းသာတွေရဖို့ညနေခင်းကာလမှာကောင်းကျိုးချမ်းသာတွေရဖို့ဆိုတဲ့တဏိတာကာလဖြတ်တန်းချိန်မှာအကောင်းနဲ့ပဲဖြတ်တန်းဖို့ရအတွက်လမ်းညွှန်မှုပြုထားတဲ့သဘောပဲဒါကြောင့်မို့လူဆိုတာ24နာရီဟာနေ့စဉ်နဲ့အမျှဖြတ်တန်းပြီးတော့နေကြခုဘုန်းကြီးတို့တွေညအခါရောက်တဲ့အခါနားနေအိပ်ဆက်ပြီးနာနဲ့မိုးတော့လင်းရောက်တဲ့အချိန်ကနေစပြီးတော့နာနဲ့ပိုင်းနေ့လယ်ပိုင်းညနေပိုင်းဆိုတဲ့အပိုင်း၃ပိုင်းကိုဖြတ်တတ်ရအဲ့ဒါလို့ဖြတ်တန်းတဲ့အခါမှာဘယ်လိုပုံစံနဲ့ဖြတ်တန်းရမယ်ဘယ်လိုနေရမယ်ဘယ်လိုထိုင်ရမယ်ဆိုတာဒီတုတ်တန်ထဲမှာလမ်းညွှန်ထားတာရှိတယ်အဲ့ဒီလမ်းညွှန်ချက်အတိုင်းလိုက်နာကျင့်သုံးနိုင်မယ်ဆိုလို့ရှိရင်မြတ်မောဘဝမှာလည်းကောင်းကျိုးချမ်းသာတွေရနိုင်တယ်တမလွန်ဘဝမှာလည်းကောင်းကျိုးချမ်းသာတွေရနိုင်နောက်ဆုံးမှနိဗ္ဗာန်တိုင်အောင်ရောက်ရှိနိုင်တယ်အဲ့ဒါလို့ဒီစနစ်ကောင်းတွေကိုညွှန်ပြထားတာလူတွေဟာသိဖို့အမှန်တမ်းအရေးကြီးတယ်လို့ပြောတာနော်ဘဝဆိုတာသိသည်ဖြစ်စေမသိသည်ဖြစ်စေဘဝတစ်ခုကိုဖြတ်တန်းပြီးတော့အချိန်ကုန်ကြရမှာတော့တူတူပဲသို့တော့ဖြတ်တန်းပြီးအချိန်ကုန်တာချင်းတူပေမဲ့လို့အကျိုးရှိတဲ့လူအကျိုးမရှိတဲ့လူဆိုတာနှစ်မျိုးဖြစ်တယ်ကောင်းကျိုးချမ်းသာတွေကိုရအောင်ယူနိုင်တဲ့ပုဂ္ဂိုလ်ဟာတကယ်လူလိမ္မာပညာရှိလို့ခေါ်တယ်ကိုယ်ဘဝခရီးမှာကောင်းကျိုးချမ်းသာတွေကိုရအောင်မယူနိုင်ဘူးဆိုလို့ရှိရင်ဘဝတစ်ခုဆုံးရှုံးနေတာဟောဒါကြောင့်မို့ဒီလိုတရားဓမ္မနဲ့ပတ်သက်ပြီးတော့ကောင်းကျိုးချမ်းသာတွေယူနိုင်အောင်ယူတတ်အောင်လို့ဆိုပြီးတော့တရားဓမ္မနာယူကြရတယ်စာပေတွေသင်ယူကြရတယ်ဘယ်အရာကအရေးကြီးတယ်ဘယ်အရာကအရေးမကြီးဘူးဘယ်ဟာကတန်ဖိုးရှိတယ်ဘယ်ဟာကတန်ဖိုးမရှိဘူးလို့လောကလူတွေဟာပစ္စည်းဥစ္စာနဲ့ပတ်သက်ပြီးတော့ခွဲခြားဝေဖန်တတ်ကြပေမဲ့လို့ကိုယ်ရင်ထဲနှလုံးထဲမှာဖြစ်စေရမယ်တရားနဲ့ပတ်သက်ပြီးတော့ခွဲခြားမှုခွဲခြားသိတဲ့ပုဂ္ဂိုလ်အလွန်နည်းတယ်ပေါ့ဒါကြောင့်မို့လို့မှန်မှန်ကန်ကန်သိရှိနားလည်ဖို့မြတ်စွာဘုရားဟောကြားတဲ့တရားတွေကိုကြားနာကြရတယ်မှတ်သားကြရတယ်ဘောဓုတဆိုတာသိဝကြကဲပုဗ္ဗနတ္တုမှာအလုံးဘုရားဘာသာဝင်တွေသိတဲ့အတိုင်းပုဗ္ဗနဆိုတာနာနဲ့ခင်းလို့အဓိပ္ပာယ်ရတယ်နာနဲ့ခင်းမှာကောင်းသောနာနဲ့ခင်းဖြစ်ဖို့အတွက်အရေးကြီးတယ်ပေါ့လူတိုင်းမှာကောင်းသောနာနဲ့ခင်းဖြစ်သလားလို့ဆိုမဖြစ်ဘူးအိယာကနိုးထလာတဲ့အချိန်ကစပြီးတော့နှုတ်ခမ်းကြီးစူးလို့မျက်နှာကြီးအောက်သိုးသိုးနဲ့နေတဲ့ပုဂ္ဂိုလ်ဘယ်လိုလုပ်ကောင်းသောနာနဲ့ခင်းဖြစ်မဖြစ်နိုင်တောကတွေရင်ထဲမှာပူလောင်မှုတွေနဲ့စိုးရိမ်မှုတွေနဲ့နာနဲ့ခင်းတစ်ခုဖြတ်တမ်းမဲ့ဆိုရင်ဘယ်လိုလုပ်ကောင်းသောနာနဲ့ခင်းဖြစ်အဲ့တော့ကောင်းသောနာနဲ့ခင်းဖြစ်ဖို့အတွက်စိတ်ချမ်းသာကိုယ်ချမ်းသာနဲ့ကိုယ်ရင်ထဲနှလုံးထဲမှာအပြစ်ကင်းတဲ့သဘာဝတရားတွေဖြစ်အောင်လုပ်နိုင်မှကောင်းသောနာနဲ့ခင်းဆိုတာဖြစ်တယ်ဟောလူတွေဆိုတာမနဲ့မိုးလင်းလာလို့ရှိရင်နံပါတ်1မလုပ်မယ်ဆိုတာတွေးကြတယ်အာယုန်တစ်ခုပေါ်မှာတွေးကြတယ်စိတ်အလုံးလုံးတွေးပြီးရင်မလုပ်လဲပြောကြပြောပြီးရင်မလုပ်လဲကိုယ်ထိလက်ရောက်လောက်ခံကြဟောပထမစိတ်ကူးတယ်ဒုတိယနှုတ်ကထုတ်ပြောတယ်တတိယကအလုံးလုံးတယ်ပြောလို့တာကကာယကံဝစီကံမနောကံဆိုတဲ့အထဲမှာမနောကံဆိုတာစတင်ပြီးတော့ဖြစ်လာမနောကံဖြစ်ပြီးရင်ဝစီကံဖြစ်တယ်ဝစီကံဖြစ်ပြီးမနောကာယကံဖြစ်တယ်လို့ကာယကံဝစီကံမနောကံလို့ဆိုတဲ့ဒီကံသုံးပါးနဲ့လှုပ်ရှားဆောင်ရွက်မှုတွေအတွက်ကိုယ့်အတွက်ကောင်းကျိုးချမ်းသာကိုရစေနိုင်တဲ့အလုပ်တွေဖြစ်ပါမှကောင်းသောနာနဲ့ခင်ဖြစ်မယ်အဲ့ဒါလို့မဟုတ်ပဲနဲ့နာနဲ့ခင်ဖြတ်သားတဲ့အခါမှာ
မကောင်းတဲ့စိတ်တွေမကောင်းတဲ့အတွေးတွေမကောင်းတဲ့အပြောတွေမကောင်းတဲ့အလုပ်တွေနဲ့ဖြတ်တန်းသွားပြီဆိုရင်ဒီနတ်လက်ခင်းဟာအယုတ်ဆိုးအကြီးတန်းပြီးကိုယ့်အတွက်အကျိုးမဲ့ဖြစ်စေနိုင်တဲ့နတ်လက်ခင်းကြီးဖြစ်သွားတာပေါ့အဲ့ဒါလိုပဲနေ့လက်ခင်းတို့ညနေခင်းတို့ဆိုတာလဲကောင်းသောနေ့လက်ခင်းကောင်းသောညနေခင်းဖြစ်ဖို့လိုအပ်တယ်ပေါ့နိုင်ငံသားတွေနောက်တိုင်းကလူတွေကနော်ဗမာတွေကတော့ဘယ်လိုသတ်မှတ်ပြီးတော့ပြောတာမရှိဘူးနောက်တိုင်းကလူတွေကတူနဲ့တူမိတ်ဆွေတွေမနေ့ပိုင်းမှတွေ့လို့ရှိရင်နှုတ်ဆက်ကြတယ် good morning လို့နှုတ်ဆက်တယ်ကောင်းသောနတ်နဲ့ခင်ပါတကယ်ကောင်းသောနတ်နဲ့ခင်ဖြစ်ဖို့ရအတွက်ဤစနစ်ကိုတော့မြတ်စွာဘုရားကဟောထားဘယ်လိုမှကောင်းသောနတ်နဲ့ခင်ဖြစ်တယ်အဲ့ဒီမှာတကယ်ကိုကောင်းတဲ့နတ်နဲ့ခင်ဖြစ်ဖို့အတွက်အခုဒီပုဗ္ဗန္နတုတ်ထဲမှာလာတဲ့ကျင့်စဉ်တွေကိုကျင့်ဖို့စတင်ကြတဲ့ကနတ်နဲ့မိုးတော့အလင်းရောက်လို့အိယာကလိုးထလာတဲ့အချိန်လူတွေဟာအိပ်ဆက်နားနေတဲ့အချိန်မှာဘာတွေဖြစ်တတ်တုံးလို့ဆိုအိမ်မက်မက်တတ်တယ်အဲ့ဒါလို့အိမ်မက်မက်တဲ့အခါမှာကောင်းတဲ့အိမ်မက်ရှိတယ်လို့မကောင်းတဲ့အိမ်မက်တွေလည်းရှိတတ်တယ်အဲ့ဒါလို့အိမ်မက်နဲ့ပတ်သက်ပြီးတော့အကောင်းအဆိုးဆိုတာဘာကိုပြောတာတော့လို့ဆိုအိမ်မက်ထဲမှာကြောက်เสียလန့်เสียကိုမဖြစ်ချင်တဲ့အရာတွေဖြစ်ရတယ်လို့အိမ်မက်ထဲမှာမဲ့လို့ရှိရင်ဒါမကောင်းတဲ့အိမ်မက်တွေဒီလိုတတ်မှတ်ကြတာကောင်းတဲ့အိမ်မက်ဆိုတာကောင်းတဲ့အာယုန်တွေကိုမြင်ပြီးတော့မဲ့တဲ့အိမ်မက်မျိုးကောင်းတဲ့အိမ်မက်တချို့အိမ်မက်ဆိုတဲ့နေရာမှာတချို့အိမ်မက်တွေကအကျိုးသက်ရောက်မှုဖြစ်ပေါ်စေတယ်တချို့အိမ်မက်တွေကအကျိုးသက်ရောက်မှုကိုမဖြစ်စေဘူးအိမ်မက်တိုင်းဟာကောင်းကျိုးဆိုးကျိုးဖန်တီးတာမဟုတ်ဘူးကောင်းကျိုးဆိုးကျိုးဖန်တီးနိုင်တဲ့အိမ်မက်ဆိုတာရှိတယ်ပေါ့ပုဗ္ဗနမိတ်အနေနဲ့မေတ္တာမျိုးတွေအဲ့ဒီလိုပုဗ္ဗနမိတ်အနေနဲ့မေတ္တာမျိုးကြရင်ကောင်းကျိုးဆိုးကျိုးတွေလာတတ်တယ်အဲ့လိုလာတဲ့အခါမှာလူတွေဟာဘာလုပ်ကြတော့ပေရဆရာစီသွားပြီးရရခြေတာတို့ဘာလို့လုပ်တယ်အဲ့ဒီလိုလုပ်မဲ့အစားမြတ်စွာဘုရားကဒီပုဗ္ဗန္နတုတ်မှာနီလံပေးထားတာလေးကိုမှတ်သားထားဖို့လိုအပ်တယ်ကိုယ်ရင်တဲ့နှလုံးထဲကကောင်းပြီဆိုလို့ရှိရင်ရှင်တဲ့နှလုံးထဲကတန့်စင်ပြီးတော့ကောင်းတဲ့အတွေးတွေရှိလာပြီကောင်းတဲ့စိတ်ဓာတ်တွေကိန်းဝလာပြီဆိုလို့ရှိရင်အဲ့ဒီကောင်းတဲ့အတွေးတွေကောင်းတဲ့ကုသိုလ်စိတ်ဓာတ်တွေကမကောင်းမှုတွေကိုဖယ်ရှားနိုင်ပါတယ်ဖယ်ရှားနိုင်တဲ့စွမ်းအားရှိတယ်ဆိုတာယုံကြည်ရမယ်အဲ့ဒါကြောင့်မို့လို့လူတွေမှာကြုံတွေ့တတ်တာတွေရှိတယ်တခါတလေကျတော့အတိတ်နမိတ်မကောင်းမှုလို့ဒီလိုပြောလေးရှိကြတယ်ပေါ့နော်တခါတလေကျတော့မင်္ဂလာမရှိဘူးလို့မင်္ဂလာမရှိတာတွေ့ရတယ်လို့လောကလည်းမင်္ဂလာလို့သတ်မှတ်တာတွေကဘုရားကသတ်မှတ်တာပေးတာမဟုတ်ဘူးမြတ်စွာဘုရားသတ်မှတ်တဲ့38ဖြာမင်္ဂလာဆိုတာကောင်းတဲ့အလုပ်တွေနဲ့ပတ်သက်တာတွေကြီးပဲလောကလူတွေကမင်္ဂလာဆိုတာပြည့်ညတ်သွားရဓာတ်သက်ပါဆိုပြီးတော့ဥပမာခုခေတ်ဆိုလို့ရှိရင်ပိုးများလာကြာပန်းကိုဘုရားလူရင်ကြံ့ကြတယ်တို့နော်ဒီပန်းသီးကိုလူရင်ပန်းနယ်တို့ဒီလိုဟာမျိုးတွေကလူတွေမှာတွေးတောလာတာမျိုးတွေရှိတယ်။မြန်အောင်မြင်တဲ့အခါကျတော့နေချင်းညာချင်းချင်းကိုဘုရားထုတ်တယ်နော်။ကြံမင်ဆိုင်တယ်တဲ့အကြံအောင်မြင်လို့ဒါတွေကလောကီမင်္ဂလာလို့ခေါ်တယ်။ကောင်းကျိုးချမ်းသာကိုပေးနိုင်တဲ့အနေအထားမရှိဘူး။လူတွေကစိတ်ဖြေတာပဲရှိတယ်တကယ်ကောင်းကျိုးချမ်းသာပေးနိုင်တာကိုယ်ရင်နဲ့နှလုံးထဲမှာရှိတယ်သဘာဝတရားကောင်းကျိုးချမ်းသာပေးနိုင်အဲ့ဒါကြောင့်မို့တကယ်ပေးနိုင်တာမဟုတ်ပေမဲ့လို့လူတွေကယုံကြည်ကြတာပဲလောကလူသားတွေကမြန်မာလူမျိုးတွေကြီးယုံကြည်တာမဟုတ်ဘူးတခြားလူမျိုးတွေလည်းပဲဒီလိုလောကမှာရှိတဲ့မင်္ဂလာတွေကိုယုံဘုရားဘာသာလုပ်ပြီးတော့အဲ့ဒီလိုမင်္ဂလာတွေကိုယုံကြည်တယ်ဆိုလို့ရှိရင်မြတ်စွာဘုရားကဗုဒ္ဓဘာသာအညံ့စားလို့သတ်မှတ်တယ်ဥပဒကဆိုရင်အညံ့စားဥပဒကဥပတိကမဆိုရင်လည်းအညံ့စားဥပတိကမမင်္ဂလံပစ္စေတိလောကံမင်္ဂလာကိုယုံကြည်တယ်မင်္ဂလာဆိုတာလောကီမင်္ဂလာကိုပြောတာကြားတာမင်္ဂလာနော်ကောင်းတာကြားရင်မင်္ဂလာရှိတယ်ကောင်းတာမြင်မင်္ဂလာရှိတယ်ကောင်းတဲ့အနံ့ရရင်မင်္ဂလာရှိတယ်လို့ဒီလိုအမြင်ကြားတွေနဲ့ပတ်သက်တဲ့မင်္ဂလာတွေကိုဆွဲလန်းလို့ရှိရင်အဲ့ဒီပုဂ္ဂိုလ်ဟာကံတရားကိုမယုံကြည်ရရောက်တော့ပေါ့အဲ့ဒါကြောင့်မို့ဘုရားဘာသာအစစ်က
ကိုလုံးတဲ့ကံကိုယ်တဏ္ဍာမှာဖြစ်တဲ့စိတ်ထဲမှာဖြစ်ပေါ်လာတဲ့ကံတရားနှုတ်ကထုတ်ပြောတဲ့ကံတရားကိုယ်ဒီလျောက်လုပ်တဲ့ကံတရားအဲ့ဒီကံတရားကိုသာလက်ခံယုံကြည်ဖို့လိုအပ်တယ်အပေါ်ယံအပြောဆိုလေးတွေနဲ့မင်္ဂလာရှိတယ်မင်္ဂလာမရှိဘူးဆိုတာမျိုးတွေကမယုံကြည်ရဘူးလို့ဒါကြောင့်မို့အဲ့ဒီမင်္ဂလာမရှိဘူးလို့ထင်တဲ့ကိစ္စတွေလောကမှာဖြစ်ပေါ်လာလို့ရှိရင်အဲ့ဒါတွေပပျောက်သွားအောင်မှန်ကန်တဲ့ဤစနစ်နဲ့အခုဒီပဝဏ္ဏတုံမှာညွှန်ကြားပြီးတော့ပြတာရှိတယ်ဟောနောက်တစ်ခါတရံမြန်မာလူမျိုးတွေကငှက်ကိုငှက်ဆိုးလို့သတ်မှတ်တာနားထဲမှာစူးစူးညံညံစူးစူးဝါးဝါអော်တဲ့ငှက်တွေကိုငှက်ဆိုးနော်အဲ့ဒါလို့ငှက်ဆိုးတယ်နေကြားရလည်းပဲအတိတ်တမေမကောင်းဘူးလို့လူတွေကယူဆတာဒါတဝုနဲ့တူယူဆမှုမတူကြဘူးပေါ့တချို့ကငှက်ဆိုတာသူကသူអော်ခြင်းអော်တာပဲလေမြန်မာလူမျိုးတွေကသာချိအိမ်မော်လင်းနာနားတယ်ဆိုရင်ဗမာလူမျိုးတွေတော်တော်ကြောက်ကြအိန္ဒိယနိုင်ငံသွားကြည့်တိုက်ပေါ်မှာလက်ရာကြီးတွေနားနေတယ်ဘာမှခီးမဆိုင်ဘူးသူတို့နော်ကရပြေသွားကြည့်ရင်တိုက်တွေပေါ်မှာလင်းနာကြီးတွေနားနေတယ်ပြီးတော့ဗမာလူမျိုးတွေကယူဆသေးတယ်ဖွတ်တဲ့ရင်မွဲတယ်တဲ့ဘုန်းကြီးတို့တီဟိုနေတော့ကဘုန်းကြီးတို့နေတဲ့အဲ့ဒီအိမ်မှာဘုန်းကြီးเจ้าဖြစ်ဝါတဲ့ကပ္ပထမ်းပြဖို့သွားနေတဲ့အချိန်ဖွတ်ကြီးတကောင်ကညဆိုရင်အဲ့ဒီအမိုးပေါ်တက်အိတ်တယ်အမြဲတမ်းပဲမနေ့ကျရင်အဲ့ပေါ်ကဆင်းလာတယ်လူလည်းမကြောက်ဘူးလူကမှလည်းသူ့အနေရမပေးဘူးဖွတ်တယ်လို့မွဲလို့ရှိရင်အဲ့ဒီအိမ်မွဲမှာပေါ့မမွဲဘူးချမ်းသာလိုက်တာမှလွန်တာနော်သူတို့စီမှာဖွတ်တယ်လို့မွဲတယ်ဆိုတဲ့အယူဆလည်းမရှိဘူးလက္ခဏာနာလို့ဒုက္ခရောက်တယ်ဆိုတဲ့အယူဆလည်းမရှိဘူးအဲ့ဒါကြောင့်မို့လို့ဒါတွေကအယူဆတွေနဲ့ပတ်သက်ပြီးတော့မှန်ကန်ခြင်းမရှိဘူးနော်ဆွဲလန်းလို့ရှိရင်စိတ်ဆွဲရင်ဥပါဒံဖြစ်တာပဲရှိတယ်အဲ့ဒါလို့ဥပါဒံဖြစ်လာလို့ရှိရင်ပျောက်ကင်းဖို့ဆိုတဲ့ဟာတစ်ခုကမှန်ကန်တဲ့နိလန်းတစ်ခုကိုအခုဒီမှာပြထားတာရှိတယ်အားလုံးဒီဂါထာကိုကြားလဲကြားဘူးကြတယ်နားလဲနားဘူးကြတယ်တန်ဃာတွေရွတ်ထားလဲကြားဘူးကြလိမ့်မယ်နော်အဲ့ဒီအဓိပ္ပာယ်ကိုပတ်သားကြဖို့ဟောနည်းနည်းမိုးတော့အလင်းရောက်လာလို့ကိုယ်စိတ်ထဲမှာအိမ်မကောင်းတာမက်ပြီးဆိုလို့ရှိရင်မလုပ်လဲဘုရားကိုရှိခိုးလို့ဘုရားကိုအာယုပြုပြီးတဲ့အခါယန္တုန်ိမိတ်တံအဝမင်္ဂလင်းစယောစာမနာဘောတကုဏတတတ္ထောပါပက္ခဟောဒုတုပိနံအကန္တံဗုဒ္ဓ ानु ဘာဝေနဝိတ္တတမင်တုတရားကိုအာယုပြုပြီးတဲ့အခါဓမ္မာ ानु ဘာဝေနဝိတ္တတမင်တုတန်ခါကုံကိုအာယုပြုပြီးတန်ခါ ानु ဘာဝေနဝိတ္တတမင်တုဆိုတဲ့ဟောဒီဂါထာလေးကိုရွတ်ပတ်ပြီးတော့စိတ်ထဲမှာနှလုံးသွင်းလိုက်လို့ကုသိုလ်တွေဖြစ်ပေါ်လာလို့ရှိရင်ခုနကပြောတဲ့အရာတွေအကုန်လုံးဟာခြေပြောက်တယ်လို့ဒီလိုပြောတာနော်ဘယ်လိုလုပ်ပြီးတော့ခြေဖြောက်တာတော့ဆိုတော့ယင်တဲ့နှလုံးထဲမှာမကြည်မလင်ဖြစ်တဲ့အရာတွေဟာဖရာတရားတန်ခါကိုအာယုပြုလိုက်တာနဲ့ကုသိုလ်တွေရသွားပြီးယင်တဲ့နှလုံးထဲမှာကြည်လင်ရှင်ပြသွားတယ်အဲ့ဒီသဘောနဲ့နော်ပျောက်တာကိုဆိုလို့ဒါကြောင့်မို့လို့ဒုံနိမိတ်တာဆိုတာမကောင်းတဲ့နမိတ်တွေအဝမင်္ဂလာမရှိတဲ့အရာတွေယောစာမနာဘောတကုဏတတာတော်နားထောင်ရတာနော်မနှစ်သက်เสียကောင်းတဲ့ငှက်ရဲ့အတန်လေးငှက်ဆိုးရဲ့အတန်လေးပါပက်ခဟောမကောင်းတဲ့ဂျိုစီစာတာစတာခန့်ချမာတွေထုတ်တုပိနံအဂတံနှစ်သက်เสียမကောင်းတဲ့အိမ်မက်ဆိုးတွေတဲ့အဲ့ဒီမကောင်းမှုလို့လူတွေရဲ့စိတ်ထဲမှာမတန့်လို့မကောင်းဘူးဆိုတဲ့အရာတွေအလုံးဟာမြတ်စွာဘုရားကိုအာယုံပြုပြီးတော့ရလိုက်တဲ့ကုသိုလ်ရဲ့စွမ်းအားနဲ့အလုံးကြည်ပြောက်သွားပါစေလို့ဒီလိုဆိုတာနော်အဲ့တော့ဘုရားကိုအာယုံပြုလိုက်လို့ရှိရင်ဘုရားကိုအာယုံပြုလိုက်လို့ရလိုက်တဲ့ကုသိုလ်ဟာဗုဒ္ဓတပူဇံမဟာတေသဝန္တောဆိုတဲ့အတိုင်းစွမ်းအားတတ္တိတွေပြည့်ဘုရားကိုအာယုံပြုကြည့်အာယုပြုလိုက်လို့စိတ်ထဲမှာကြည်နူးပြီးတော့ဘုရားကုံနေထဲမှာစိတ်ထဲမှာကြည်နူးလာပြီဆိုလို့ရှိရင်အဲ့ဒီကုသိုလ်ဟာအခုပြောခဲ့တဲ့မကောင်းတဲ့အရာတွေကိုအလိုမရှိတဲ့အရာတွေကိုယ်တဏ္ဍာမှာမဖြစ်အောင်ကာဝယ်ဆောက်ရှောက်ပြီးသားဖြစ်ပါတယ်မှန်ကန်တဲ့နိလန်းနဲ့ပြောတာနော်ဒီတိုင်းလုပ်လို့ရှိရင်ဆိုလိုတာကရေရာခြေပြီးသားဖြစ်တယ်လို့ဒီလိုပြောတာနော်အဲ့တော့ရေရာခြေတယ်နဲ့သူတွေက
ညာတော့အဖြစ်ဘုရားဘာသာတွေဗေဒင်ဆရာရေရရာချိတ်ခိုင်းလေဖျားနဲ့ပတ်သက်တာတွေပြောရေရရာခြေတယ်ဆိုတဲ့လုပ်ငန်းကဗမာလူမျိုးတွေသာလုပ်တာမဟုတ်ဘူးတခြားနိုင်ငံတွေမှာလည်းပဲရှိတယ်ကိုယုံကြည်အောင်လုပ်ကြဥပမာမဲ့ဆိုပါစို့ထမင်းစားနေတော့စပွဲမှာထိုင်းနေရင်ကနေပြီးတော့စားဘူးလေးကိုဒီဘက်ပေးလိုက်စမ်းပါလို့စားဘူးလေးကမ်းလိုက်စမ်းပါလို့မမီလို့လှမ်းတောင်းတဲ့တစ်ဖက်ကအဲ့ဒါလှမ်းတောင်းတာကိုပေးလိုက်တဲ့အချိန်မှာစားလေးဖိတ်သွားလို့ရှိရင်ဒါကံမကောင်းမှုလို့ယူဆတယ်နော်ကံမကောင်းမှုလို့ယူဆတယ်အဲ့ဒါကိုဘယ်လိုရေရရာခြေရတော့ဆိုစားလေးကိုအနည်းငယ်ယူပြီးတော့ပခုံးကိုကြော်ပြီးတော့ဟိုဘက်ကိုလှမ်းပြီးတော့ပက်လိုက်ရတယ်တဲ့အဲ့လိုပက်လိုက်လို့ရှိရင်ရေရရာခြေတယ်တဲ့တဘာဝကြံပြကိုယ့်ကိုစဉ်းစားကြည့်ပြီစားဖိတ်တဲ့အပြင်နောက်ထပ်ပြန်ပြီးတော့ပက်တော့စားကုန်တာပဲရှင်မှာပေါ့အခုကအဲ့လိုမျိုးမဟုတ်ဘူးနော်ဘုရားကိုအာရုံပြုလိုက်တယ်ဘုရားရှိခိုးလိုက်တယ်ဘုရားရှိခိုးလိုက်ရင်စိတ်ထဲမှာကြည်နူးတယ်ဝမ်းသာတယ်ကုသိုလ်တွေရအဲ့ဒီရတဲ့ကုသိုလ်ရဲ့စွမ်းအားနဲ့ခုနစိတ်ထဲမှာမကြည်မလင်ဖြစ်နေတာအိမ်မက်ဆိုးတွေတို့ကံမကောင်းမှုတို့ဂျိုးမကောင်းမှုတို့ဆိုတာတွေဟာပျောက်မသွားဘူးလားပျောက်သွားနိုင်တယ်ဒါကြောင့်မို့ဗေဒင်ဆရာတော်မေးစရာမလိုဘူးနည်းနည်းမိုးတော့အလင်းရောက်တဲ့အချိန်လေးမှာဘုရားကိုအာရုံပြုပြီးတော့ဒီကာထာလေးနဲ့နှလုံးသွင်းပြီးရွတ်ဆိုလိုက်မယ်ဆိုလို့ရှိရင်ကောင်းကျိုးချမ်းသာတွေရနိုင်ပါတယ်လို့ဟောဒီသုံးကာထာနဲ့ဒီလိုအဓိပ္ပာယ်ရှိနော်ဒုံနိမိတ်တာဆိုမကောင်းတဲ့နမိတ်တွေအဝမင်္ဂလာဆိုမင်္ဂလာမရှိတဲ့အရာတွေယောစာမနာဘောတကုဏတတတောဆိုညနိုးเสียနှစ်သက်เสียမကောင်းတဲ့ငှက်ဆိုးရဲ့အတန်တွေပပက်ခဟောဂျိုဆိုးတွေတုတ်တုပိနံအဂတံစိတ်ထဲမှာမကြည်မလင်ဖြစ်စေတတ်တဲ့မကောင်းတဲ့အိမ်မက်ဆိုးတွေဟာမြတ်စွာဘုရားကိုအာယုံပြုပြီးတော့ဖြစ်ပေါ်လာတဲ့ကုသိုလ်ရဲ့စွမ်းအားနဲ့ပျောက်ကွယ်သွားပါတယ်လို့ဒီလိုပြောတာနော်။အဲ့ဒီနောက်ကြည့်ဒါကနီးတစ်ခုပြောတာဒီတနည်းနဲ့လည်းပဲကောင်းတဲ့နာနဲ့ခင်းတစ်ခုဖြစ်ပေါ်လာစေတိုင်းပဲပေါ့။ဘုရားကိုအာယုံပြုခြင်းဖြင့်ကုသိုလ်တွေရလာတဲ့အတွက်ကြောင့်ကိုယ့်အတွက်မှဒါကောင်းသောနာနဲ့ခင်းမယ်။အဲ့ရထားလိုက်တာနဲ့ကောင်းသောနာနဲ့ခင်းဒီလိုဖြစ်သွားတယ်လို့ဒီလိုဆိုလိုတာ။တဏိတာလုံးမှာအလုပ်တွေလုပ်ရမယ်။အိမ်ပြင်ထွက်ရမယ်။လုပ်ငန်းကိုင်တာတွေတွားရမယ်လုပ်ရမယ်သွားတဲ့အခါကျတော့အန္တရာယ်ဆိုတာချုပ်တတ်တယ်။ accident နဲ့ပြောကြတယ်။မမျော်လင့်ပဲနဲ့ဖြစ်တာကို accident လို့ခေါ်တာပဲ။အဲ့တော့အန္တရာယ်ဆိုတာတွေကိုခြုံတတ်တော့ဒီအန္တရာယ်တွေမကြုံကြရအောင်ဘာလုပ်ဖို့လိုအပ်တယ်လဲဆိုတာမှန်ကန်တဲ့နည်းတစ်ခုနဲ့အန္တရာယ်တွေကိုမကြုံမှုအရာအတွက်ဟောဒီဒုတိယတတိယမြောက်စတုထမြောက်ဂါထာလေးကဘာပြောတော့ဆိုတပ္ပိဗုဒ္ဓဗလပ္ပတ္တပစ္စေကနင်းစယံပလံအရဟန္တာနင်းစတေစေနရက္ခံပန္တာမိသဗ္ဗသောရက္ခဆိုတာအဆောင်အရှောက်အကာအကွယ်တစ်ခုလုပ်လိုက်တယ်ဒါကြောင့်မို့လို့ပြောကြတယ်ခရီးသွားလို့ရှိရင်တန်ဖို့တွေရွတ်သွားတယ်ဆိုတန်ဖို့တွေဆိုတာဘုရားရှိခိုးတာပဲဘုရားကိုအာယုံပြုပြီးတော့ရှိခိုးတာဒါလည်းဘုရားကိုအာရုံပြုလိုက်တဲ့ချင်းကိုယ်စိတ်ထဲမှာကုသိုလ်တွေဖြစ်သွားတယ်အဲ့ဒီကုသိုလ်ကကာဝယ်ဆောင်ရှောက်တယ်လို့ဆိုလိုတာကုသိုလ်ရအောင်လုပ်ဖို့တော့လိုအပ်တယ်ပေါ့ဘုရားကိုအာရုံပြုဖို့လိုအပ်တယ်အခုကြည့်ဒီကာထာလေးရဲ့အဓိပ္ပာယ်ကဘလောက်ကောင်းလို့ဆိုတော့ရက္ခံဗန္နာမိသဗ္ဗသောအရက်ခတ်သိမ်းကနေပြီးတော့ကိုယ့်အတွက်အကာအကွယ်ဖြစ်အောင်အဆောင်ရှောက်ကိုလုပ်ပါတယ်တဲ့ဘာနဲ့အဆောင်ရှောက်ကိုလုပ်တာလို့ဆိုတော့တပ္ပိဗုဒ္ဓဗလပ္ပတ္တဖရာတွေဆိုတာစွမ်းအားအမတမကြီးတယ်ကာယဗလညာနာဗလဆိုတာလို့စွမ်းအားကြီးတယ်ဖရာမှန်တယ်များစွမ်းအားတွေအမတန်ကြီးတယ်အဲ့ဒီဖရာတွေရဲ့စွမ်းအားကိုအသုံးပြုပြီးတော့ဟုတ်လားအန္တရာယ်ခင်းမှုကိုစောင့်ရှောက်မှုကာကွယ်မှုကိုစီမံပါတယ်လို့ဒီလိုပြောတာဆိုလိုတာကမြတ်စွာဘုရားရဲ့ဂုဏ်ကိုချီးကျူးလိုက်တာပဲတပ္ပိဗုဒ္ဓဗလပ္ပတ္တဆိုဘုရားရှင်တွေအားလုံးဟာကာယဗလညာနာဗလဆိုတဲ့စွမ်းအားတွေကိုရရှိထားတာဖြစ်ပါတယ်အဲ့ဒီဘုရားရဲ့စွမ်းအားတွေနဲ့ကျွန်ုပ်အကာအကွယ်လုပ်ပါတယ်ဒါလည်းအမြဲတမ်းမှန်ကန်တဲ့ဤစနစ်နဲ့လုပ်တာဖြစ်တယ်ပေါ့နော်ပိစိကနင်းစယံပလံဘုရားတွေမှာကဘူးပိစိကဘုရားအရှင်မြတ်တွေလည်းစွမ်းအားတွေရှိတယ်အဲ့ဒီစွမ်းအားတွေနဲ့အကာအကွယ်လုပ်ပါ
အရဟန္တာနိစ္စသေစေတယဟန္တာပုဂ္ဂိုလ်ရဲ့အရှိန်အဝါတွေလည်းရှိတယ်အဲ့ဒီအရှိန်အဝါတွေကိုသုံးချပြီးတော့ဟုတ်လားကိုယ့်အတွက်အကာအကွယ်ဖြစ်စေပါတယ်လို့ဒီလိုပြောတာအဲ့တော့ဘုရားကိုချီးမွမ်းပြီးတော့ဘုရားရဲ့စွမ်းအားတွေရင်ထဲရောက်အောင်လုပ်တယ်တရားရဲ့စွမ်းအားဒီပိစိကဗုဒ္ဓရဲ့စွမ်းအားတွေရင်ထဲရောက်အောင်လုပ်တယ်ယန္တာပုဂ္ဂိုလ်မြတ်တွေရဲ့စွမ်းအားဒါအာယုပြုဖို့တော့လိုအပ်တယ်ပေါ့နော်လောကမှာပွင့်သွားတဲ့ဘုရားတွေအများကြီးရှိတယ်အဲ့ဒီပွင့်သွားတဲ့ဘုရားတွေကိုစိတ်ထဲကအာယုပြုလိုက်ပြုပြီးတော့အဲ့ဒီဘုရားတွေအားလုံးဟာစွမ်းအားကြီးမားတော်မူကြတယ်တခါပိစိကဗုဒ္ဓတွေပွင့်သွားကြတာလည်းတော့မဟုတ်ဘူးအဲ့ဒီပိစိကဗုဒ္ဓတွေရဲ့စွမ်းအားလည်းမနမကြီးမားတယ်လောကမှာယဟန္တာပုဂ္ဂိုလ်တွေဆိုတာရှိတယ်ယဟန္တာပုဂ္ဂိုလ်တွေမှာလည်းစွမ်းအားအမတမကြီးတယ်အဲ့ဒီအရှင်မြတ်တွေရဲ့စွမ်းအားဟာကျွန်ုပ်တို့အဆောင်ရှောက်ဖြစ်ပါစေဒါအမတန်ကောင်းတဲ့အဓိပ္ပာယ်ဘုရားတရားတန်ခါကိုကိုယ်ကတတိယပြီးတော့စောင့်ရှောက်လုပ်တဲ့အဓိပ္ပာယ်မျိုးဖြစ်တယ်ပေါ့အဲ့တော့နန္ဒခေမှာအိမ်ပြင်ထွက်အလုံးလုံးခီးသွားအလုံးလုံးတဲ့အခါမှာဒီလိုအကာအကွယ်စောင့်ရှောက်ကလေးနဲ့လှုပ်သွားဖို့အတွက်ပုဗ္ဗန္နတုတ်ထဲမှာဒါကိုလည်းထည့်သွင်းပြီးတော့ရေးသားထားကြဒါကနံပါတ်4ကထာနောက်တစ်ခါနံပါတ်5နံပါတ်6နံပါတ်9အဲ့ဒီဂါထာ3ပုဒ်ကယရဏတုတ်မှာပါပြီးသားသစ္စာဆိုတာလောကမှာသစ္စာဟာအစွမ်းတကူအမတ္တမထက်လူတွေကသစ္စာဆိုတာအမတ္တမနဲကြတကယ်ကိုယ့်အကိုသစ္စာဆိုပြီးတော့ကိုလိုချင်တဲ့အရာတစ်ခုကိုတောင်းလို့ရှိရင်သစ္စာရဲ့စွမ်းအားဟာရှိတယ်မယုံရင်တော့လုပ်ကြည့်ပေါ့နော်တခါတည်းနဲ့တော့ရကြမှာရမှာပေါ့ဘာဖြစ်လို့လဲဆိုတော့သစ္စာစကားဆိုတာမှန်ကန်မှုလဲလိုအပ်တယ်မှန်မှန်ကန်ကန်လဲဆိုရမယ်စိတ်စွမ်းအားတွေအလုံးအသုံးချပြီးတော့လုပ်ဖို့လိုအပ်တယ်အဲ့ဒီမှာသစ္စာဆိုပုံဆိုနည်းကသစ္စာဆိုတာမှန်တာကိုပြောတာကိုယ့်ဘာကိုယ်လည်းသစ္စာဆိုလို့ရတယ်ကိုယ့်ဘာကိုယ်ဆိုရင်အမှားရှိခြင်းရှိနေမယ်ဒါကြောင့်မို့ယရဏသုံးပါးနဲ့ပတ်သက်တဲ့သစ္စာဆိုပုံကိုယရဏတုတ်ကနေယူပြီးတော့နန္ဒခင်းမှာသစ္စာဆိုနိုင်အောင်လို့သင်္ခါရလေးတွေဒီမှာထည့်သွင်းထားတယ်ဒါမနဲ့မိုးတော့အိယာကထလာလို့ရှိရင်လောက်ရမယ့်အလုပ်ကလေးတွေပဲနော်အလုပ်သွားပြီတခုလုပ်ငန်းကင်တာတွေလုပ်ပြီဆိုလို့ရှိရင်အခုလိုသစ္စာလေးဆိုဖို့လို့သစ္စာဆိုတာကိုယ့်အတွက်တည်းမဟုတ်ဘူးကိုယ့်ရဲ့ပတ်ဝန်းကျင်အတွက်ပါအကုန်ပါရှိလေယံကိစီဝိတံဣဒဝါဟုရံဝါတက္ကေတုဝါယံရတနံပဏိတံနာနောတမံအဋ္ဌိတထာဂတေနဣရံပိဗုဒ္ဓေရတနံပဏိတံဣတေနသစ္စေနသောတိဟောတုဣဒံပိဓမ္မေရတနံပဏိတံဣတေနသစ္စေနသောတိဟောတုဣဒံပိတံဃေရတနံပဏိတံဣတေနသစ္စေနသောတိဟောတုဘုရားတရားတန်ခါနဲ့ပတ်သက်ပြီးသစ္စာဆိုပုံလေးကိုကြည့်ဗမာလိုအဓိပ္ပာယ်ကလည်းရှင်းရှင်းပဲယံကိစီဝိတံဣဒဝါဟုရံဝါတက္ခေတုဝါယံရတနံပဏိတံဒီလိုဆိုလို့အဲ့တော့ယံကိစီဝိတံလောကမှာနှစ်သက်စရာကောင်းလာတဲ့ပစ္စည်းဥစ္စာတွေဒီလူပြေမှာရှိတဲ့ဟာရောတခြားလောကမှာရှိတဲ့အရာတွေရောနော်နတ်ပြည်တွေမှာရှိတဲ့အရာတွေရောလောကမှာယရနာတွေဟာကဘာမှာရှိတယ်ယံကိစီဆိုရှိသမျှယရနာတွေအားလုံးအနှစ်သာရယရနာတွေအားလုံးနာနောတမံအဋ္ဌိတထာဂတေနမြတ်စွာဘုရားဆိုတဲ့ယရနာနဲ့တူတဲ့ယရနာလောကမှာမရှိပါဘူးလူတွေပိုင်ဆိုင်ကြတဲ့စိတ်ပဲဖြစ်ဖြစ်ရွှေပဲဖြစ်ဖြစ်ငွေပဲဖြစ်ဖြစ်နော်ကြောက်တံပရမများတွေပဲဖြစ်ဖြစ်အဲ့ဒီယရနာတွေမြောက်များစွာရှိကဘာမှာရှိတဲ့ဒီယရနာတွေရဲ့တန်ဖိုးဟာမြတ်စွာဘုရားတည်းဟူသောယရနာကိုမမှီပါဘူးလို့ဒီလိုဆိုလိုတာအဲ့ဒါဟာမှန်ကန်သောစကားတစ်ခုဖြစ်တယ်နာနောတမံအဋ္ဌိတထာဂတေနဣဒံပိဗုဒ္ဓေရတနံလောကမှာရှိတဲ့ယရနာတွေတဲ့ပို့ပြီးတော့ထူးမြတ်တဲ့ယရနာနှစ်သက်စရာကောင်းတဲ့သီလသမာဓိပညာဆိုတဲ့ဒီထူးခြားတဲ့တန်ဖိုးရှိလာတဲ့တရားတွေမြတ်စွာဘုရားတဏ္ဍာမှာရှိတယ်တရားမှာရှိတယ်သံဃာမှာရှိတယ်အဲ့ဒီမှန်သောစကားကိုဆိုရတော့ကြောင့်တတ္တဝါတွေချမ်းသာကြပါစေလို့ဟောဒါသစ္စာဆိုပြီးတော့မေတ္တာပွားတဲ့နည်းပဲအဲ့တော့နန်းနဲ့မိုးတော့လေးရောက်တဲ့အခါကျတော့ကိုယ့်အတွက်တမကဘူး
အများတ attva တွေအတွက်ပါသစ္စာဆိုပြီးတော့မေတ္တာပွားတာအလွန်ကောင်းတဲ့အလုပ်တစ်ခုပဲပေါ့နော်အဲ့တော့အလွန်ကောင်းတဲ့တစ်ခုကမှန်မှန်ကန်ကန်လှုပ်သွားမယ်ဆိုလို့ရှိရင်ကောင်းကျိုးချမ်းသာတွေရလာတယ်ဒါနတ်နဲ့ပိုင်းမှာဒီလိုလှုပ်ဖို့အတွက်ရှေးဆရာတော်ကြီးတွေကထို့ထို့ပါဠိတော်တွေကနေထုတ်လုပ်ပြီးတော့ဒီလိုရေးသားခဲ့ကြတာဖြစ်တယ်ဟောဒါကြောင့်မလို့နေ့စဉ်နဲ့အမျှကောင်းကျိုးချမ်းသာတွေကိုလိုချင်တယ်တဏိတာဖြတ်တန်းတဲ့အခါမှာနာနေပိုင်းမှာကောင်းကျိုးချမ်းသာတွေရချင်တယ်နေ့လယ်ပိုင်းမှာကောင်းကျိုးချမ်းသာတွေရချင်တယ်ညနေပိုင်းမှာကောင်းကျိုးချမ်းသာတွေရချင်တယ်ဆိုဒီဟာကိုလိုက်နိုင်ချဟောနောက်တစ်ခုစိတ်ရဲ့ဆန္ဒဆိုတာအမှန်တမ်းကြီးမားတယ်လူတွေကဟိုအမတ်တမဲ့နေလို့ဆန္ဒဆိုတာကြီးမားတယ်ဆိုတာလူတွေကမသိဘူးရှိလေတရားနာခြင်းနဲ့ဆန္ဒရှိတော့ဒီထိရောက်လာနော်နာခြင်းနဲ့ဆန္ဒမရှိဘူးဆိုရောက်ပါမလားရောက်ဘူးအဲ့ဒါဆန္ဒကပို့တယ်လို့ခေါ်တယ်နော်ဆန္ဒမရှိတဲ့သူကအိမ်မှာပဲနေမယ်လေဆန္ဒရှိတော့လူဟာဘလောက်ဝေးတရားပွဲဆိုရောက်လာဘာလို့လဲဆိုဆန္ဒရဲ့ဆွမ်းဆောင်မှုလို့ခေါ်တယ်အဲ့တော့ဆန္ဒရဲ့ကြီးမားမှုဟာအစွမ်းဆောင်နိုင်မှုကဘလောက်ကြီးလဲဒီအရာသာကြီးတာမဟုတ်ဘူးတခြားကိစ္စတွေလည်းပဲဆန္ဒဆိုတာကြီးအဲ့ဒါကြောင့်မလို့ဆန္ဒကိုအဓိပတိပစ္စယောလို့မြတ်စွာဘုရားကဆန္ဒအဓိပတိဆိုအဓိပတိထဲမှာဟောထားတာရှိတယ်နောက်ပြီးတော့သန္တိဋ္ဌိပတ်ဆန္ဒဟာစွမ်းဆောင်နိုင်တဲ့တကူရဲ့တကူပြီးစီးအောင်မြင်မှုရဲ့အကြောင်းတရားလို့ဒီလိုခေါ်ထားတာရှိတယ်အဲ့ဒါကြောင့်မို့လို့စိတ်ဆန္ဒဆိုတာအလွန်ကြီးမားတယ်ဒီတစ်ခုတည်းကြီးမားတာမဟုတ်ဘူးစိတ်ဆန္ဒရှိပြီဆိုလို့ရှိရင်ကိုလုံးချင်တာတွေကဖြစ်လာတတ်တယ်ပေါ့ဒါကြောင့်မို့လို့ဆန္ဒပြုတဲ့အနေနဲ့မလုပ်ရမလဲလို့ဆိုခါထာလေးသမုတ်ကိုတစ်ခါပြထားတယ်ဘဝတုသဗ္ဗမင်္ဂလံရက္ခန္တုသဗ္ဗဒေဝတာသဗ္ဗဗုဒ္ဓနုဘဝေနသရတုခိဘဝန္တုတေကြည့်ဆန္ဒပြုတာကိုနည်းနည်းမိုးတော့အလင်းရောက်လို့အိယာကချလိုက်ရင်ဆန္ဒပြုလိုက်ဘယ်လိုဆန္ဒပြုဘဝတုသဗ္ဗမင်္ဂလံမင်္ဂလာအပေါင်းနဲ့ခန့်မြောင်းပြည့်စုံပါစေကောင်းမြတ်တဲ့မင်္ဂလာတွေကျွန်ုပ်တဏ္ဍာမှာဖြစ်ပါစေအများတ attva တွေမှာလည်းပဲဖြစ်ပါစေဘလောက်ကောင်းတဲ့ဆန္ဒလဲနော်သူများကိုနှိပ်စက်ဖို့ပါလားဒီထဲမှာအလွန်မမြတ်တဲ့စိတ်ဓာတ်လို့ခေါ်တယ်နော်မင်္ဂလာနဲ့ပြည့်စုံပါစေရက္ခန္တုသဗ္ဗဒေဝတာနတ်တွေကအလုံးကိုစောင့်ရှောက်ပါစေဒါလည်းကောင်းတဲ့ဆန္ဒပဲသူစောင့်တာမစောင့်တာကိုယ်နဲ့မဆိုင်ဘူးကိုကစောင့်ပါစေလို့ဒီလိုပြောတာဟုတ်ကဲ့လားဒါကိုပြောမယ်ဆိုရင်နတ်အားကိုးတာလားလို့ဆိုမဟုတ်ဘူးနတ်အားကိုးလို့ပြောတာမဟုတ်ဘူးနတ်တွေကလည်းလောကကိုစောင့်ရှောက်တာတွေရှိတယ်ပေါ့အဲ့ဒါလို့စောင့်ရှောက်တာတွေရှိလို့နတ်တွေကအမှတ်တမဲ့မနေဘဲနဲ့စောင့်ရှောက်ကြပါစေနတ်ကသာစောင့်ရှောက်တာလားဆိုတော့လူချင်းရောမစောင့်ရှောက်ဘူးလားစောင့်ရှောက်တယ်လေအိမ်သားမှာလူတွေမှာသွားတာအိမ်ကိုကြည့်လိုက်စမ်းပါလို့ဆိုကြည့်မပေးဘူးလားဆိုင်လေးကြည့်လိုက်စမ်းပါဆိုဒါစောင့်ရှောက်ပေးတယ်လို့ခေါ်တာပဲအကြောင်းကိစ္စရှိလို့ရှင်တရင်ပို့ပေးတယ်ဟောဒါစောင့်ရှောက်တယ်လို့ခေါ်တာပဲအဲ့တော့လူချင်းလည်းမေတ္တာရှိရင်စောင့်မေတ္တာမရှိရင်ဒီတိုင်းကြည့်နေမှာပဲနတ်တွေကိုလည်းပဲကိုကမေတ္တာရှိအောင်မေတ္တာပွားပြီးတော့ထားရင်နတ်တွေရဲ့စောင့်ရှောက်မှုရောမခံရဘူးလားဒါကလောကရဲ့သဘာဝပဲနော်ကိုနဲ့ခင်မင်နဲ့မေတ္တာရှိတဲ့ပုဂ္ဂိုလ်ဆိုလို့ရှိရင်ကိုယ်ကိစ္စကိုလာလုပ်ပြမှာပဲအဲ့တော့နတ်တွေကလည်းကိုကမေတ္တာပို့တယ်အမျှဝေတယ်ဆိုတော့သူတို့ကလည်းကိုယ့်ဘောမှာခင်မင်ကြတယ်ခင်မင်တော့စောင့်ရှောက်ပါလေဆိုတော့လူတွေမသိလိုက်တဲ့ကိစ္စကိုနတ်ကနေထိန်းသိမ်းစောင့်ရှောက်ပေးလိုက်တယ်ပေါ့ဒါမျိုးဆိုလိုတာနော်ကြည့်ပါလားဒီပကံရာဇဝင်ကိုကြည့်မယ်ဆိုလို့ရှိရင်ကျန်စစ်မင်းကျန်စစ်သားအနောယထာကနေပြီးတော့ဖမ်းဆီးမလို့လိုက်တဲ့အခါမှာသူပြေးတဲ့အခါမှာမြစ်ထဲမှာဖြတ်ပြီးတော့ကူးတဲ့အခါကျတော့တန်ဃာလှေတစ်စီးကနေပြီးတော့ဟိုဘက်ကန်းကိုပို့ပေးတယ်ဟာအဲ့ဒါဟာနတ်ကကူညီတာတဲ့တကယ်နတ်ကတန်ဃာလှေအောင်ဆောင်ပြီးတော့သူ့ကိုကယ်တင်သွားတာနောက်ဆုံးကျတော့နတ်ကမဟာဂီရိနတ်လို့ဆိုတယ်သူနဲ့ဆုတောင်းဘက်အတိတ်ဘဝတော့ကသူနဲ့တူတူဖြစ်ခဲ့တဲ့မိတ်ဆွေသူကနေပြီးတော့ကူညီတယ်လို့သူတို့ပြောတယ်
အဲ့တော့လောကမှာလည်းတစ်ခါကုညီမှုတွေရှိတယ်အဲ့တော့ကုညီတယ်ဆိုတာနတ်ကြီးကအချွန်တက်နဲ့ဆင်းလာပြီးဒီလိုကူတာမဟုတ်ဘူးအဲ့ဒါလို့ဆိုရင်လည်းလူကကြောက်ပြီးတော့ပြေးမှာလေနတ်မြင်လူကမကြောက်ဘူးမထင်နဲ့ကြောက်ပြီးပြေးမှာပဲအဲ့ဒါကြောင့်မလို့နတ်မြင်တဲ့အခါကျတော့လူတွေဟာကြောက်လာမှာဆိုတော့နတ်တွေကလည်းလူတွေကိုကူညီတဲ့အခါမှာလူတယောက်ယောင်ပဲဆောင်ပြီးတော့ကူညီတာပါဒီလိုဆိုတာနော်ကိုကနေဘူးထဲမှာရက်ပြီးတော့ကားဆောင်နေတယ်ဘာစကားကမလာနိုင်ဘူးသွားချင်နေတယ်သို့တော့အနန္တဖြတ်သွားတဲ့ကားတစ်စီးကလူကြုံလို့တင်သွားတယ်ဆိုတာတွေရောမကြုံတတ်ဘူးလားအေးနတ်ကမတယ်ဆိုတာတခါတည်းအဲ့ဒါမျိုးလို့ပြောတာနော်ကိုသွားချင်တဲ့ကိစ္စတစ်ခုကိုလို့ချင်တာလေးတစ်ခုဟာတခါတလေရှော့ရှော့ဆူယူနဲ့ကုညီပဲလူနဲ့သိသည်ဖြစ်စေမသိသည်ဖြစ်စေကိုကုညီသွားတဲ့လူတွေနဲ့ကြုံတတ်တယ်ကောအဲ့လိုဆိုလိုတာနော်အဲ့ဒါကြောင့်မလို့ရက္ခန္တုသဗ္ဗဒေဝတာနတ်တွေကဆောင်းလျှောက်ပါစေကူညီပါစေသဗ္ဗဗုဒ္ဓလူပဝေနသရတုခိဖွန်တုတေဘုရားကိုအာယုံပြုပြီးတော့ရလိုက်တဲ့ကုသိုလ်တွေဟာချမ်းသာဒုက္ခကိုပေးနိုင်တယ်ကုသိုလ်အမှချမ်းသာဒုက္ခကိုပေးနိုင်တယ်ဒါကြောင့်မို့ဘုရားကိုအာယုံပြုတယ်ဘုရားကိုအာယုံပြုလို့ဖြစ်ပေါ်လာတဲ့ကုသိုလ်စိတ်တွေကိုယ်ရင်နဲ့နှလုံးထဲမှာဖြစ်လာတယ်အဲ့ဒီကုသိုလ်တရားတွေကလူတွေရဲ့တဏ္ဍာမှာချမ်းသာဒုက္ခကိုဖြစ်ပေါ်စေတယ်ဒါကကုသိုလ်ကမှချမ်းသာဒုက္ခကိုဖြစ်စေတယ်ဆိုတာဒါအမှန်ပဲကုသိုလ်ဆိုတာအနဝိဇ္ဇဒုက္ခဝိပါကလက္ခဏာအပြစ်ကင်းပြီးတော့ချမ်းသာဒုက္ခကိုဖြစ်စေတတ်တာကုသိုလ်အဲ့ဒါကြောင့်မလို့ကုသိုလ်ကောင်းမှုဆိုတာလောက်ကြဘုရားကိုအာယုံပြုလိုက်လို့ရလာတဲ့ကုသိုလ်တရားကိုအာယုံပြုလိုက်လို့ရလာတဲ့ကုသိုလ်တန်ခါကိုအာယုံပြုလိုက်လို့ရလာတဲ့ကုသိုလ်အဲ့ဒီကုသိုလ်ရဲ့စွမ်းအားကြောင့်ချမ်းသာကြပါစေဒီလိုဆိုတာအဲ့တော့အဲ့ဒါလို့ဘုရားတရားတန်ခါမနဲ့မိုးလင်းတဲ့အချိန်လေးမှာဘုရားတရားတန်ခါယရဏသုံးပါးကိုအာယုံပြုလိုက်မယ်ဆိုရင်မင်္ဂလာတွေလည်းဖြစ်လာမယ်နတ်တွေကလည်းကိုယ်ဆောက်ရှောက်လာမယ်ချမ်းသာဒုက္ခဆိုတာလည်းရလာနိုင်တယ်လို့အကြောင်းတရားတွေကိုပြောပြမလို့ရင်တော့မရဘူးပေါ့နော်ကိုယ်တဏ္ဍာမှာကောင်းကျိုးချမ်းသာကိုလိုချင်ရင်ကောင်းကျိုးချမ်းသာရခြင်းရဲ့အကြောင်းကိုလုပ်ရဒါကတော့သဘာဝပဲလေဒါကတော့သဘာဝမလုံးလို့ကတော့ဘာမှမရဘူးဆိုတာသိချတာပေါ့အဲ့တော့လုံးထားကြောင့်ရနိုင်တဲ့အလုပ်မျိုးကိုလုပ်ချတာဟောနောက်တစ်ခုကျတော့ဘာလို့ဆိုဘုရားကိုအာယုပြုတဲ့သဘောမဟာကရုဏိကောနာထောဟိတယသဗ္ဗပါဏိနာပုရိတဝပါရမီသဗ္ဗပတ္တောတံဘောဓိမုဒ္ဓမဘုရားကိုအာယုပြုလိုက်တယ်ဘုရားတတ္တဝါတွေဒုက္ခရောက်နေတာကိုအမှန်တမ်းသနာတယ်ဒုက္ခရောက်နေတယ်ဆိုတာရှိနော်ဒုက္ခရောက်တယ်ဆိုတာလူတွေကထင်တယ်လူတိုင်းဒုက္ခမရောက်ဘူးလို့ထင်တာဟုတ်တယ်မရောက်တဲ့ဒုက္ခမရောက်ဘူးသို့တော့လူတိုင်းရောက်နေတဲ့ဒုက္ခကိုသိရလားလူတိုင်းဒုက္ခဘာရောက်နေတယ်ဆိုရင်တနေ့ပြီးတနေ့အိုးလာတဲ့စရာဒုက္ခနာတဲ့ဗျာတိဒုက္ခသိတဲ့မရဏဒုက္ခလူတိုင်းမရောက်ဘူးလားအဲ့ဒါကတဘဝလားဘဝပေါင်းမြောက်များစွာလားအဲ့ဒီဒုက္ခကဘာလူမျိုးဖြစ်ဖြစ်ဘာဘာသာဝင်ဖြစ်ဖြစ်နော်လူရလာတာနဲ့တပြိုင်နက်အိုခြင်းဆင်းရဲနာခြင်းဆင်းရဲသိခြင်းဆင်းရဲလွတ်တဲ့လူရှိရတယ်အဲ့တော့လူတွေဟာအလုံးဒုက္ခရောက်နေကြတာအဲ့ဒါကသနာစရာအကောင်းဆုံးပဲပေါ့ဒီပြင်ဒုက္ခဆိုတာရောက်ချင်မှရောက်တယ်လေသာဝဏီမပြေးလဲတာလူတိုင်းမဟုတ်ဘူးစီးပွားရေးမပြေးလဲတာလည်းလူတိုင်းမဟုတ်ဘူးလူတိုင်းဖြစ်နေတဲ့ဒုက္ခကအိုခြင်းဆင်းရဲနာခြင်းဆင်းရဲသိခြင်းဆင်းရဲပဲအဲ့ဒါကနေရှောင်လွဲလို့မရဘူးအဲ့ဒါတွေကိုမြင်ပြီးတော့မြတ်စွာဘုရားကဒီအိုခြင်းဆင်းရဲနာခြင်းဆင်းရဲသိခြင်းဆင်းရဲတွေကလွတ်တဲ့နိလန်းကိုရရှိဖို့ဆိုပြီးတော့အမတန်မှကရုဏာကြီးမားတဲ့မြတ်စွာဘုရားဟာပါရမီတွေကိုဖြည့်ကျင့်ပြီးတော့ထိုအိုခြင်းဆင်းရဲနာခြင်းဆင်းရဲသိခြင်းဆင်းရဲကလွတ်မြောက်ကြောင်းဖြစ်တဲ့တရားသူတရားမြတ်ကိုသိအောင်ကြိုးစားခဲ့လို့ဘုရားဖြစ်သူရောက်သွားတယ်အဲ့ဒါဟာမှန်ကန်သောစကားတစ်ခုပဲ
လုံးဝလွဲမှားခြင်းမရှိဘူးအဲ့ဒီမှန်ကန်သောစကားကိုဆိုရခြင်းကြောင့်အာလုံးတ attva တွေချမ်းသာကြပါစေလို့ဒါသစ္စာဆိုပြီးတော့မေတ္တာပို့တဲ့သဘောပဲနော်ဟောနောက်တစ်ခုကဘာပြောတော့ဆိုလောကလူတွေကဘယ်ကိစ္စဖြစ်ဖြစ်အောင်မြင်ကြတယ်အောင်မြင်တယ်ဆိုတာအောင်မြင်ပြီဆိုလို့ရှိရင်အောင်တဲ့ပုဂ္ဂိုလ်ရဲ့ခုံကိုအာယုပြုတာဟာဒါမှန်ကန်တဲ့သဘာဝကြပတ်စံလိုခြင်းပတ်စံရှိတဲ့ပုဂ္ဂိုလ်စီသွားရမှာလားပတ်စံမရှိတဲ့ပုဂ္ဂိုလ်စီသွားရမှာလားပတ်စံရှိတဲ့ပုဂ္ဂိုလ်စီသွားမှပတ်စံရနိုင်မှာပေါ့နော်ပညာလိုခြင်းပညာရှိတဲ့ပုဂ္ဂိုလ်စီသွားရဒါသဘာဝပဲပေါ့အဲ့တော့အောင်မြင်ခြင်းအောင်ပွဲရတဲ့ပုဂ္ဂိုလ်စီပဲသွားတဲ့ပေါ့အဲ့ဒါကြောင့်မလို့ဒီကာထာလေးဆိုထားပုံကိုကြည့်ဟောဆယံတော်ဘောဓိယာမူလေတัจ jana နန္တိဝတ္တနောတัจ jana နန္တိဝတ္တနောဆိုတာတာဂိဝေမင်းသားတွေထဲမှာအလွန်နှစ်သက်မှုကိုတာဂိဝေမင်းတွေရဲ့တာဂိဝေလူမျိုးတွေရဲ့နှစ်သက်မှုကိုတိုးပွားစေတတ်တယ်နော်မြတ်စွာဘုရားသခင်ကိုရောမြတ်ဆယံတော်ဘောဓိယာမူလေဘောဓိပင်ရင်းမှာမနတ်ရဲ့ရံကိုအောင်ခဲ့တယ်တာဂဝေမင်းကြီးရဲ့နှစ်သက်မြတ်နိုးမှုကိုကြီးပွားစေတတ်တဲ့တိုးတက်စေတဲ့ဘုရားလောင်းဟာဘောဓိပင်ရင်းမှာအောင်ပွဲကြီးရခဲ့တယ်ဆိုတာဒါဟုတ်တယ်မှန်တယ်နော်လုံးဝအရှုံးမရှိတဲ့အောင်ပွဲကြီးကိုရတယ်ဧဝမေဝဇေယောဟောတုတဲ့အဲ့ဒီလိုအောင်မြင်မှုကျွန်တော်မှဖြစ်ပါစေဒါနဲ့ wish ပဲဆန္ဒကိုပြောဆန္ဒရှိရင်တကယ်ဆန္ဒကြီးလို့ရှိရင်ဖြစ်လာတာပဲပေါ့နော်အေးအဲ့ဒါမျိုးကိုယ်တန်တမှာဖြစ်ပါစေဧဝမေဝဇေယောဟောတုဇေယတုဇေယမင်္ဂလေးအောင်မြင်မှုရအောင်မင်္ဂလာတွေမှာအောင်မြင်မှုကိုကျွန်တော်ရချင်ပါတယ်ရပါရစေပါလို့ဆိုတဲ့ဆန္ဒပြုတဲ့ကာထာအဲ့တော့မနေ့အိယာကထားပြီးတော့ဒီနေ့လုပ်ငန်းကိုင်တာတွေလှုပ်ရှားရှိတယ်သွားစရာတွေရှိတယ်လာစရာတွေရှိတယ်ဘဝမှာအောင်မြင်မှုကိုရချင်တယ်ဒါကြောင့်မို့အောင်ပွဲရတဲ့မြတ်စွာဘုရားရဲ့ခုံကိုခိတ္တခဏလေးအာယုံပြုပြီးတော့ကျွန်ုပ်လည်းပဲအောင်မရစေပါလို့ဆိုတာဒါအကြောင်းနဲ့အကျိုးမစီလျော်ဘူးလားစီလျော်တယ်ဘုရားကကိုယ်မှားတာမဟုတ်ဘူးဒါကကိုယ့်ရဲ့ရင်ထဲနှလုံးထဲမှာဒီဆန္ဒတွေကြီးပွားလာအောင်လုပ်တာပဲဖြစ်တယ်နော်အဲ့ဒါလို့မှန်မှန်ကန်ကန်သိဖို့လိုအပ်တာပေါ့ဟောနောက်ကြတော့ကြည့်အဲ့ဒါနဲ့ဆက်ပြီးတော့ပြောပုံကအပရာဇိတပန္လင်္ကေတိတေပုထုဝိပုဂ္ဂလေအဘိတေကေတဗ္ဗဗုဒ္ဓနာအခပတောပမောဒတိဘုရားအဆုစုဟာအပရာဇိတပလင်တဲ့ဘောဓိပင်အောက်ကအမတန်ထူးမြတ်တဲ့ရေလွှာမှာအပရာဇိတပလင်တဲ့မှာနေပြီးတဲ့အခါကျတော့ဘုရားရှင်အားလုံးနေရဲ့ဂုဏ်ဓုဝိသေသတွေရရှိတော်မူခဲ့ကြတယ်ရရှိသည့်အတွက်ကြောင့်လောကမှာအမျက်ဆုံးဖြစ်လို့ဝမ်းသာကြည်နူးမှုကြုံရတယ်ကျွန်ုပ်လည်းပဲအဲ့ဒါလို့အကောင်းဆုံးအညွန့်ဆုံးအမျက်ဆုံးကိုရပြီးဝမ်းသာကြည်နူးရစေဒီလိုဆိုလိုတာနော်အေးအဲ့ဒါကြောင့်မလို့ဒီဘုရားကိုအာယုံပြုပြီးတော့ဝမ်းမြောက်ဖွယ်ဖြစ်တဲ့ရင်နဲ့နှလုံးထဲမှာကြည်နူးဖွယ်ရာတွေကိုဒီလိုအာယုံပြုတာဟာဒါကရှေ့ပိုင်းကထက်သွင်းပြီးတော့နာနေပိုင်းမှာဆင်ញင်စဉ်းစားဖို့ပြောတယ်အဲ့တော့ကောင်းသောနာနဲ့ခင်းဖြစ်ဖို့ကောင်းသောနက္ခတ်နဲ့ကြုံဖို့ဆိုတာဟာနက္ခတ်ဆိုတာကောင်းကင်ကနက္ခတ်တွေကိုကြည့်ပြီးဗေဒင်ဆရာတွေကတော့တွက်ကြလိုက်တယ်ပေါ့နော်ဒီကနေ့နက္ခတ်ကောင်းတယ်သို့မဟုတ်ရက်ကောင်းတယ်ရက်မကောင်းမှုနဲ့ပြောကြတယ်လေဒီနေ့ကပြတ္တရာကြီးဒီနေ့ကရက်ရာစာနဲ့ဆိုပြီးတော့ရက်ကောင်းတယ်မကောင်းဘူးရွေးချတယ်မဟုတ်လားခဏအထိဗုဒ္ဓဘာသာတွေရွေးတော့ပဲရက်ရွေးတာတော့နော်အစွဲလန်းဘလောက်ကြီးတယ်ဆိုတာကြည့်မြတ်စွာဘုရားကဟောထားတာရက်ရွေးခိုင်းတာမဟုတ်ဘူးရက်မရွေးခိုင်းဘူးမြတ်စွာဘုရားကဘာဟောလဲလို့ဆိုရင်သူနက္ခတ္တံသူမင်္ဂလံသုပ္ပဘာတံသူဟုတ်ထိတံဒုက္ခနောသူမို့တော်စာသူဣဋ္ဌံဗြဟ္မစာရိတုဘယ်နေ့ပဲဖြစ်ဖြစ်ရရတာပဲဖြစ်ဖြစ်ကြတ္တရာပဲဖြစ်ဖြစ်ဘယ်နေ့ပဲဖြစ်ဖြစ်ဘယ်နက္ခနဲ့ပဲရှင်းနော်ကောင်းတဲ့အလုပ်တွေလုပ်လို့ရှိရင်ကောင်းတဲ့နက္ခလို့မှတ်ပါဒါပြောတာနော်မကောင်းတာလုပ်ရင်မကောင်းတဲ့နက္ခမနဲ့အိယာထားပြီးဒေါသထွက်နေမယ်ဆိုရင်အဲ့ဒါနက္ခဆိုးနေပြီလို့သာမှတ်ပြပါနော်
မနဲ့အဲ့ရထပြီးတော့မေတ္တာပို့ပြီးတော့ဘုရားကိုအာရုံပြုစိတ်ကြည်နူးနေဒါကောင်းသောနက္ခတ်ပဲကောင်းသောနက္ခတ်ဖြစ်တယ်ဒီလိုဆိုလိုတာကောင်းငင်ကနက္ခတ်ဆိုတာကိုယ်နဲ့မဆိုင်ဘူးတဲ့950ဇာတ်ထဲမှာလည်းအတိလင်းဆိုထားတာရှိတယ်နက္ခတံပฏิမာနန္တံအထောပါလံဥပိစ္ဆကာတချို့ကဒီနေ့နက္ခမကောင်းသေးဘူးဒီလနက္ခမကောင်းသေးဘူးနက္ခမကောင်းလို့ဘာမှမလုံးနဲ့အောင်ဒီတိုင်းနေမလုံးနဲ့အောင်ဆိုင်ရင်နဲ့ဒီပြင်လူတယောက်ကဥပြီးတော့ရသွားတယ်ကိုမလုံးလိုက်ရဒီလိုဟာမျိုးတွေချုပ်တတ်တယ်ပေါ့နော်ကိုကနက္ခမကောင်းသေးလို့ဆိုမလုံးတယ်ဇန်တဲ့လူကနေပြီးတော့လှုပ်သွားဟောကိုမရလိုက်ဘူးအဲ့တော့ဘုရားလောင်းတွေကဗာပြောတယ်နက္ခတံပฏิမာနန္တံအထောပါလံဥပိစ္ဆကာနက္ခကောင်းတဲ့အချိန်ကိုမျောလင့်နေတဲ့လူမိုက်ကိုတဲ့အကျိုးတရားတွေလက်လွတ်ဆုံးရှုံးသွားစေတယ်အထောအထတနက္ခတံကောင်းကျိုးချမ်းသာကိုလိုချင်တဲ့ဟာအရာဖို့ရအရေးကြီးဆုံးပဲတဲ့အဲ့ဒါဟာကောင်းတဲ့နက္ခတ်ပဲကိုလိုချင်တာရတာကောင်းတဲ့နက္ခတ်ပဲကိဉ္ကရိတန္တိတာရကကောင်းငင်ဘောကကျယ်တွေကကိုယ်ဘာတတ်နိုင်မှလဲဒီလိုဆိုထားတာနော်အဲ့ဒါကြောင့်မလို့ပုဗ္ဗန္နတုတ်မှာမြတ်စွာဘုရားဟောထားတဲ့အတိလင်းနတ်နဲ့ခင်းပါတဲ့အပြစ်ကင်းတဲ့အတွေးတွေတွေးမယ်အပြစ်ကင်းတဲ့အပြောတွေပြောမယ်အပြစ်ကင်းတဲ့အလုပ်တွေကိုလုပ်မယ်ဆိုလိုတာကနတ်နဲ့ခင်းမှာကာယတုစရိုက်ဝစီတုစရိုက်မနောတုစရိုက်ဆိုတဲ့အကျင့်တရားတွေကျင့်ကြံကြုတ်ကိုအားထုတ်မယ်ဆိုရင်အဲ့ဒီနတ်နဲ့ခင်းဟာကောင်းသောနတ်နဲ့ခင်းမှာနေ့လည်ခင်းမှာကောင်းတာပြောတယ်ကောင်းတာတွေးတယ်ကောင်းတာပြောတယ်ကောင်းတာလုပ်တယ်ဆိုလို့ရှိရင်လေကောင်းတဲ့နေ့လည်ခင်းဖြစ်ပါတယ်ညနေခင်းမှာလည်းပဲအပြစ်ကင်းတဲ့အတွေးတွေတွေးတယ်အပြစ်ကင်းတဲ့စကားတွေပြောတယ်အပြစ်ကင်းတဲ့အလုပ်တွေလုပ်လို့ရှိရင်ကောင်းသောညနေခင်းဖြစ်ပါတယ်ဒီလိုဆိုလိုတာနော်အဲ့ဒါကြောင့်မလို့ကောင်းတာလုပ်တဲ့ပုဂ္ဂိုလ်ဖို့ဟာဘယ်တော့ဖြစ်ဖြစ်နက္ခတ်ကအကောင်းမယ်တဲ့အဆိုးမရှိဘူးသို့တော့လူတွေကအကောင်းအဆိုးဆိုတာနက္ခတ်ကိုပဲသွားရှာတယ်ကိုယ့်ရင်ထဲကဟာကိုတော့မေ့နေတယ်စဉ်းစားကြည့်ကိုယ့်အကိုကိုယ်တဏ္ဍမှာဖြစ်နေတဲ့လောဘတွေဒေါသတွေမာမနတွေအိတ်တာတွေကိုတော့အကောင်းထင်နေကြတာနော်အဆိုးကအဲ့ဒါအပင်ငရဲချတာသူတို့ကချတာနော်ဘယ်သူကမှကိုယ်လာဆွဲမခေါ်ဘူးဆွဲခေါ်သွားတာကကိုယ်ရင်ထဲဖြစ်တဲ့လောဘဒေါသတွေဆွဲခေါ်သွားတာလေကဲကြည့်လောကမှာလူဆိုးဖြစ်တဲ့ဒီရာဇဝမှုကိုကျူးလွန်တယ်ဆိုတဲ့လူတွေဟာဘယ်သူကသူ့ကိုကျူးလွန်ခိုင်းတာတော့သူ့စိတ်ကပဲကျူးလွန်တာမဟုတ်လားသူ့တဏ္ဍမှာဖြစ်တဲ့အကုသိုလ်တရားတွေကဒီအလုပ်တွေကိုလှုပ်စေခံရတော့ဘယ်သူခံရတော့သူပဲခံရတာပဲလေအဲ့ဒါကြောင့်မို့လို့ကိုယ်ရင်ထဲမှာဖြစ်တဲ့အရာတွေဟာကိုယ်စိတ်ထဲမှာဖြစ်တဲ့မကောင်းတဲ့သဘောထားတွေအမှန်တမ်းကြောက်စရာကောင်းတယ်အပင်ငရဲဆိုတာပြင်မဲ့ကလာမချဘူးကိုယ်ကချနော်ကိုယ်ရင်ထဲမှာဖြစ်တဲ့လောဘဒေါသမောဟဆိုတဲ့ဒီတရားတွေကအပင်ကိုချတာဘယ်လိုလုပ်အပယ်ချတော့ဆိုကိုယ်စိတ်ထဲမှာဖြစ်ရင်ကိုယ်ပဲခံမှာလေဒီနေရာမှာကြည့်နဲ့ကိုယ်ရုပ်ခန္ဓာကိုယ်ကြီးမှာဖြစ်တဲ့ယောဂဝေဒနာကိုဘယ်သူခံရတာတော့ဟုတ်တယ်လေဆေးရုံသွားစမ်းလိုက်လို့ HIV positive ဆိုရင်ဘယ်သူခံရမှာတော့စီပိုးဘီပိုး positive ဆိုလဲကိုယ်ပဲခံရမှာပဲဟုတ်တယ်မလားကိုယ်ထဲမှာဖြစ်တယ်အဲ့ဒါကြတော့လူတွေကကြောက်တယ်လေအဲ့ဒါလူတွေကြောက်တယ်ဒီတဲ့ကြောက်စရာကောင်းတာဘာလို့ဆိုရင်ကိုယ့်ရဲ့စိတ်အစဉ်ထဲမှာ mental process တွေမှာဖြစ်နေတဲ့ positive တွေကပိုကြောက်စရာကောင်းတယ်စိတ်ထဲမှာဖြစ်နေတဲ့လောဘစိတ်ထဲမှာဖြစ်တဲ့ဒေါသစိတ်ထဲမှာဖြစ်တဲ့မောဟအိတ်တာတွေမာမနာတွေဒါတွေကပိုကြောက်စရာကောင်းတယ်ဒါတွေကသွားဆန်းလိုက်တဲ့ positive ဖြစ်နေဟုတ်ကဲ့အပင်ငရဲချတာသူတို့ကချတာ HIV ကလည်းပဲအပင်ငရဲမချဘူးစီပိုးဘီပိုးကလည်းအပင်ငရဲမချဘူးရုပ်ခန္ဓာမှာဖြစ်တဲ့ယောဂဝေဒနာဆိုတာဒီဘဝတစ်ခါပဲသိမှာဘယ်သူမှနှစ်ခါသိတဲ့လူမရှိဘူးယောဂမရှိတဲ့လူရောမသိဘူးလားသိတာပေါ့သူကတော့အရင်သိချင်းသိသွားတာတစ်ခါတလေယောဂရှိတဲ့လူကတမြင်းမြင်းနဲ့မသိတဲ့လူကရှိသေးတယ်နော်ယောဂရှိလဲတူတူပဲမရှိလဲတူတူပဲသိမှဟာတူတူပဲသိတာရှိပဲတဘဝမှာတစ်ခါပဲသိကြတာပဲနော်အဲ့တော့တကယ်ကြောက်စရာကောင်းတာက
ရုပ်ခန္ဓာမှာဆွဲကပ်တဲ့ယောဂမဟုတ်ဘူးစိတ်မှာဆွဲတဲ့ယောဂကြောက်ဆက်ကောင်းတာအဲ့တော့ကုသနာမှာလောဘတွေဒေါသတွေမောဟတွေဒါတွေကိုနည်းအောင်ဂရုစိုက်တယ်ဆိုလို့တယ်နော်အဲ့ဒါလို့ဆိုလို့လားအဲ့ဒါလို့လောဘဒေါသမောဟတွေနည်းအောင်ကြိုးစားတဲ့အချိန်ဟာသူ့နဲ့ခတ်တန်ကောင်းသောနဲ့ခတ်ပဲတဲ့ဟုတ်တယ်သူ့မင်္ဂလာရှိဆုံးအချိန်ပဲတဲ့အဲ့ဒီအချိန်နော်စိတ်ဆိုးနေတဲ့အချိန်ဟာမင်္ဂလာမရှိဆုံးအချိန်ပဲလို့ဒီလိုမှတ်တာစိတ်မဆိုးဘူးမေတ္တာဘာဝနာပွားနေတယ်တယောက်နဲ့တယောက်သိမြင်များများရှိနေတယ်မိတ်ဆွေပဲပြတ်ဘူးဆိုရင်ကောင်းမင်္ဂလာရှိတဲ့အချိန်တစ်ခုပဲလို့ဒီလိုမှတ်ဥပ္ပခါတံဘုရားတရားတန်ခါကိုအာယုံပြုပြီးတော့နိုးလာလို့ရှိရင်ကောင်းသောမိုးတောက်ခြင်းပဲကောင်းသောနနက်ခင်းဖြစ်လာတယ်သူဝုဋ္ဌိတအိယာကနိုးထလာတဲ့အခါနော်နှုတ်ခမ်းကြီးစူပြီးတော့နိုးထတာမဟုတ်ဘူးအများတ attva တွေချမ်းသာကြပါစေဆိုတဲ့အတွေးလေးနဲ့နိုးထလာရင်ဒါအကောင်းဆုံးအိယာကထခြင်းပဲဖြစ်တယ်ပေါ့အဲ့ဒါလို့နေ့စဉ်နဲ့မြတ်ကိုယ့်ဘဝမှာအကောင်းဆုံးမိုးတောက်ချိန်ဖြစ်ဖို့နဲ့အကောင်းဆုံးအိယာကထခြင်းဖြစ်အောင်မကြိုးစားသင့်ဘူးလားကြိုးစားရမှာဒါတွေကိုဖြစ်အောင်ကြိုးစားနော်အဲ့ဒါလို့ကြိုးစားဖို့ဆိုလိုတာဒါတွေကဘာတဲ့အရေးကြီးတော့ဆိုရိတ်တာသွားပြီးတရားဝင်ဖို့တဲ့အရေးကြီးတယ်နေ့စဉ်လုပ်နေတဲ့အလုပ်တွေကဟုတ်ကဲ့လားကိုယ်အိမ်မှာနေထိုင်ရင်းနဲ့ကောင်းသောမိုးတောက်ဖြစ်ဖို့ကောင်းသောနှက်ခတ်နဲ့ကြုံတဲ့အချိန်ပိုင်းဖြစ်ဖို့ကောင်းတဲ့မင်္ဂလာရှိတဲ့အချိန်ဖြစ်ဖို့ရာကိုယ်တဏ္ဍာမှာကောင်းတဲ့စိတ်ဓာတ်တွေဖြစ်နေအောင်ကြိုးစားရမယ်မေတ္တာပွားနေမယ်အစဉ်မပြေတဲ့သူတွေကရုဏာထားမယ်အစဉ်ပြေတဲ့သူတွေပေါ်မှာမုဒိတာပွားမယ်ဆိုရင်ဒါအဲ့ဒါမှကောင်းမြတ်တဲ့စိတ်တွေလို့ဒီလိုပြောတာနော်အဲ့ဒါလို့နေလို့ရှိရင်ဒုက္ခနောသူမှုဟုတ်တော်စာမေတ္တာပို့တဲ့အချိန်လေးကုသိုလ်ရတဲ့အချိန်လေးဟာအကောင်းဆုံးအချိန်လေးပဲအကောင်းဆုံးအချိန်ပိုင်းလေးအဲ့ဒါလို့အကောင်းဆုံးအချိန်ပိုင်းကလေးတွေကိုယ်တဏ္ဍာမှာအများကြီးဖြစ်လာအောင်လုပ်ဖို့လိုအပ်တယ်ဒီလိုဆိုလိုတာသူရိဋ္ဌံဗြဟ္မစာရိတုအချင်းစာရိတ္တကောင်းတဲ့ပုဂ္ဂိုလ်တွေကိုပေါ်မှာဒါနကောင်းမှုလုပ်တဲ့အချိန်လေးဟာကိုယ့်အတွက်အကောင်းဆုံးအချိန်လေးပဲဟောဒါကမြတ်စွာဘုရားဟောတဲ့ခါတာကောင်းသောနနခင်ဆိုတဲ့အဓိပ္ပာယ်ရအောင်မြတ်စွာဘုရားဟောတာအဲ့တော့အတူချုပ်ပြောလိုက်မယ်ဆိုလို့ရှိရင်လူတွေမှာလှုပ်ရှားမှုနဲ့လှုပ်ရှားမှုလှုပ်ဆောင်မှုကဘယ်နှခုရှိတော့ဆိုရင်စိတ်နဲ့တွေးတာလည်းပဲစိတ်နဲ့လှုပ်တယ်လို့ခေါ်တယ်မနောကံလို့ခေါ်တယ်ကိုနှုတ်ကနေပြောတာကြတော့ဝစီကံလို့ခေါ်တယ်ကိုယ်ဒီလက်ရောက်လှုပ်တာကြတော့ကာယကံလို့ခေါ်တယ်စိတ်ထဲကနေပြီးတော့ဒီတောင်းတတာကိုကြတော့ပဏိတိလို့ခေါ်တယ်အဲ့ဒါတွေဟာကုသိုလ်နဲ့ရှင်ပြီးတော့လုပ်မယ်ဆိုပါစို့ကာယကံအနေနဲ့ကောင်းတဲ့ကာယကံနဲ့ဘယ်လိုလုပ်တုံးဆိုအရာထဲမှာကိုလမ်းလျှောက်သွားတာပဲဖြစ်စေလမ်းလျှောက်သွားရင်ကနေပြီးတော့ဘယ်သူမှခလုံးမထိစူးမငြိကြပါစေနဲ့ခဲလေးတွေဖယ်သွားတယ်စူးလေးတွေဖယ်သွားတယ်လောက်တာလောက်ပုံပြောတာအသေးစိတ်ကစပြီးတော့နော်ကာယကမေတ္တာတွေထားတယ်နှုတ်ကလည်းဝစီကမေတ္တာတွေထားတယ်စိတ်ကလည်းပဲမနောကမေတ္တာတွေပွားတယ်ကုသိုလ်တွေနဲ့ကာယကဝစီကမနောကကုသိုလ်တွေဖြစ်နေလို့ရှင်အဲ့ဒီကုသိုလ်တွေဟာကိုယ့်အတွက်ကြီးပွားကြောင်းအမှုတွေကြီးပဲဒါကြောင့်မို့လို့ပဋက္ခိဏံကာယကမ္မကုသိုလ်နဲ့လုပ်တဲ့ကာယကံတွေမှန်သမျှဟာပဋက္ခိဏတိုးတက်ဖို့ကိုကြီးပွားဖို့တိုးတက်ဖို့ပဲဖြစ်တယ်ကောင်းကြီးပွားတယ်တိုးတက်တယ်ဆိုတာဒီနှိမ့်ကြတဲ့အနေအထားတစ်ခုကနေပြီးတော့အစစ်မြင့်လာတဲ့သဘောကိုပြောတာနော်အစစ်မြင့်လာတဲ့သဘောကိုပြောတာပဋက္ခိဏံကာယကမ္မဝါစာကမ္မပဋက္ခိဏကိုပြောတဲ့စကားကလည်းအပြစ်ကင်းတဲ့စကားဆိုလို့ရှိရင်ပဋက္ခိဏကြီးပွားတိုးတက်ဖို့ဖြစ်လာတယ်ပဋက္ခိဏမနောကမ္မစိတ်ထဲကကြံစီတဲ့အမှုတွေကလည်းပဲကြီးပွားတိုးတက်ဖို့အတွက်ဖြစ်လာတယ်ပဏိတိတိပဋက္ခိဏကိုယ့်ရဲ့စိတ်ဆန္ဒတွေစိတ်ထဲကတောင်းတမှုရည်တန်မှုတွေဟာလည်းပဲကြီးပွားတိုးတက်တဲ့ရည်ရွယ်ချက်တွေဒီလိုဖြစ်လာတယ်အဲ့ဒါလို့ကာယကံဝစီကံမနောကံနဲ့အတွေးအချံတွေဟာကောင်းလာပြီဆိုလို့ရှိရင်ဘာဖြစ်လဲဆိုလပန္တတ္ထိပဋက္ခိဏီကောင်းမြတ်တဲ့အကျိုးကျေးဇူးတွေကိုသူရလာမယ်တဲ့ဒီလိုဆိုလိုတာနော်ပဋက္ခိဏာနိကတ္တဝါလလပန္တတ္ထိပဋက္ခိဏီ
လှုပ်တဲ့အလုပ်ကကုသိုလ်တွေလှုပ်တာကုသိုလ်တွေဆိုတာကြီးပွားတိုးတက်ခြင်းအကြောင်းလူတယောက်ဟာစီးပွားလုံးလို့စီးပွားဖြစ်လာပြီဆိုလို့ရှိရင်ပထမဆင်းရဲတဲ့ဘဝကနေပြီးတော့ကြိုးစားလိုက်တဲ့အခါတိုက်အိမ်ကနေတဲအိမ်လေးကနေပြီးတော့တိုက်အိမ်ဆောက်လာနိုင်ပေါ့စက်ဘိန်းလေးဝယ်ရကနေမော်တော်ဆိုင်ကယ်ဝယ်လာနိုင်မော်တော်ဆိုင်ကယ်ကနေပြီးတော့ကားဝယ်လာနိုင်ဟောမြင့်မလာဘူးလားစီးပွားရေးနဲ့ပတ်သက်ပြီးတော့အဲ့ဒါလို့မြင့်လာတယ်လို့ပဲစိတ်တွေစိတ်ထားတွေကုသိုလ်တရားတွေကိုလည်းတိုးမြင့်လုပ်တဲ့အခါလူတယောက်ဟာမြင့်လာတာပဲဘဝနော်ဘဝတစ်ခုနဲ့တစ်ခုကသူကမြင့်သွားတယ်အဲ့ဒါကိုပြောတာပဋ္ဌခိဏနိကတ္တဝါနလဗန္တတိပဋ္ဌခိဏိကောင်းတာတွေလုပ်တဲ့ပုဂ္ဂိုလ်တရားမှာကောင်းတဲ့အကျိုးတွေကိုရလာတဲ့အတွက်ကြောင့်သူကအဆင့်မြင့်ပြီးတော့သွားတယ်တေအဋ္ဌလတ္ထဒုက္ခိတာဝိရုံနာဗုဒ္ဓတာအဲ့ဒါလို့ကောင်းကျိုးချမ်းသာတွေရလာပြီဆိုလို့ရှိရင်ဒုက္ခိတကိုယ်စိတ်နှပြချမ်းသာတယ်ဝိရုံနာဗုဒ္ဓသာသနိမြတ်စွာဘုရားသာသနာမှာစီပင်လာတယ်ဆိုတာဘာပြောတာလဲဆိုတော့သူကကိုကျင့်သီလတွေနဲ့လည်းပြည့်စုံလာတယ်ကမ္မထာနေနှလုံးသွင်းလာနိုင်တယ်ဘာဝနာကျင့်စဉ်တွေကျင့်လာတယ်နော်ဘာဝနာကျင့်စဉ်တွေကျင့်လာလို့ဝိပဿနာတရားတွေအချိန်ချင်းအားထုတ်လာနိုင်တယ်ဟောတိုးတက်လာမသိသေးတာတွေသိလာတယ်ဘုရားတရားတော်တွေနဲ့ပတ်သက်ပြီးတော့အဆင့်မြင့်လာတယ်ဒီလိုဆိုလိုတာအဲ့ဒါလို့ထီအောင်ဖြစ်လာနိုင်တယ်တဲ့အဲ့ဒါလို့ဖြစ်လာဖို့အတွက်ကျမ်းမာဖို့လို့ဘာလို့လိုအပ်လို့အားလုံးတတ္တဝါတွေကိုကျမ်းမာကြပါစေဆိုတာနဲ့နောက်ကနေအရောဂဒုက္ခိတဟောထရဟတဗေတိညာတိပိတဲ့ဆွေတွေမျိုးတွေနဲ့အတူတကွအရောဂယောဂကင်းကြပါစေဒုက္ခိတကိုယ်စိတ်နဲ့ပြချမ်းသာကြပါစေလို့ဆိုဟောမနေ့ပိုင်းမှာဒါမေတ္တာပွားတာပဲပေါ့နော်အဲ့ဒါလို့မေတ္တာနှလုံးသားနဲ့ကိုယ်ဟာနေတိုင်းပြီဆိုလို့ရှိရင်ကိုယ့်ရဲ့စိတ်ကလေးဟာဗဒမစင်ကြဲလာတဲ့စိတ်ကလေးနဲ့ကုသိုလ်တွေဖြစ်လာလို့ရှိရင်ခုနကပြောခဲ့တဲ့ကာယကံတွေဝစီကံတွေမနောကံတွေဟာအထက်ကိုတိုးတက်မြင့်မားစေတဲ့ကာယကံဝစီကံမနောကံတွေပဲဖြစ်တယ်တဲ့ဒါကြောင့်မို့လို့မြတ်စွာဘုရားသခင်ကိုရောမြတ်ကဟောဒီပုဗ္ဗန္နတုတ်ကိုချင်းချုပ်ဒီလိုဟောထားတာဖြစ်တယ်တရားနာပရိသတ်ပေါင်းသူတော်ကောင်းတို့ဟာဒီပရိကြီးထဲမှာပါတဲ့ရှေးဆရာတွေစီရင်ထားတဲ့ဂါထာတွေရောမြတ်စွာဘုရားဟောထားတဲ့ဂါထာတွေရောဒီဂါထာတွေအတိုင်းနာနဲ့မိုးတော့အလင်းရောက်တဲ့အချိန်မှာဖြစ်စေနေ့လယ်အခါမှာဖြစ်စေညနေအခါမှာဖြစ်စေဒီလမ်းစဉ်အတိုင်းကြည်ကြကြုတ်ကုတ်အထောက်သွားကြမယ်ဆိုလို့ရှိရင်ကောင်းသောနတ်နဲ့ခင်ကောင်းသောနေ့လယ်ခင်ကောင်းသောညနေခင်ဆိုတဲ့အချိန်ပိုင်းတွေနဲ့ကြုံတွေ့ပြီးတော့ကောင်းသောဘဝကြီးတစ်ခုလုံးကိုဖြတ်တန်းပြီးတော့ကောင်းတဲ့ဘဝကနေပြီးတော့နောက်ဆုံးမှာတဏှာဝကလွတ်တဲ့နိဗ္ဗာန်ဆိုတဲ့ချမ်းသာဒုက္ခကိုမျက်မှောက်ပြုနိုင်ကြမှာဖြစ်တယ်လို့ကိုယ်စီသဘောကျပြီးတော့ပုဗ္ဗန္နတုတ်လာကျင့်စဉ်အတိုင်းမိမိဘဝတိုးတက်လာအောင်ကျင့်ကြံကြိုးကုပ်အားထုတ်တော်မူနိုင်ကြပါစေကုန်သတည်းကဲမေတ္တာပို့ရတတ္တဝါများစွာအေးရန်กว่าချမ်းသာကြပါစေတတ္တဝါများစွာဘေးရန်กว่าချမ်းသာကြပါစေမေတ္တာရေချမ်းသုံးငါဖြံငြိမ်းချမ်းကြပါစေမေတ္တာရေချမ်းသုံးငါဖြံငြိမ်းချမ်းကြပါစေသက်ရှိချမ်းသာစိတ်ချမ်းသာလူရဆန္ဒပြည့်ပါစေသက်ရှိချမ်းသာစိတ်ချမ်းသာလူရဆန္ဒပြည့်ပါစေဖုံလန္တာဒုက္ခပင်ကစားမေတ္တာပုံနေတုသင်္ကမမနောတရာတိတဗေတံပဝါယန္တုဒုက္ခန္တကာမေတ္တာပုံနေတုသင်္ကမစုပေါင်းပုအပ်မေတ္တာဓာတ်ဟုရောင်ဖြူပါဝင်းငွေလာမင်းနှင့်ရောင်ချင်းရှက်ယုံပေါင်းဆောင်ရခြင်းကြောင့်သဗ္ဗေတံကျွမဲ့ဥတ္တုံလုံးစုံများစွာတတ္တဝါတို့၏
မနောတရာတိမြင်မြဖြူစင်အေးကြည်လင်းသည့်ရေစင်ပြည်တင်းစိတ်နှလုံးတွေဟူသောရေအိုင်ကြီးအတွင်း၌ဒုက္ခပင်ကစားစင်ထာဝရအေးမြကြည်သာတာယာပွင့်လန်းချမ်းသာဒုက္ခတိဟုသောကုမုဒ္ဒရာကြာပန်တို့သည်ဟောလန္တဝန္တာရှင်မြူဝမုံလူလည်းရဲ့ကြည်နူးွယ်ကြုံဖူးပွင့်ညအကုန်သည်ဖြစ်၍ဒုက္ခနကလေအောင်လေးတဲ့ရောရှက်သင်ပြန်ပီတိတိဟုသောယနန္တို့သည်ဘဝယံတုကောင်းစွာမသွေကြိုင်နိုင်၍နေကြပါစေကုန်သတည်း